ဒ
တိတ္တမင်းသားဒီသောတာဒနာမင်းကြီးနဲ့မာယာတိဝိယဝေးတဲ့တိတ္တမင်းသားနဲ့ကအချိန်တိုင်းအရွယ်ရောက်တဲ့ကတော့တိတ္တနဲ့ရတော်ရအောင်တကပြန်ပြီးတော့မောင်နှမတဝဲငွေပြန်ပြီးစားဒေဝဒညတော့သူကဘုရားတော်မှာယဟန်တော်ဖြစ်တယ်နောက်ပိုင်းကျတော့တကိုင်းထောင်သွားဒေဝဒနဲ့လည်းညီကိုတဝဲရောက်ပါတော့ဆိုမဲ့တော့ညီကိုတဝဲငွေရောက်ပါဒါရောက်တာကြီးမင်းသားတွေကစက်ကြီးတယ်လို့ပြောတာသူတို့အမျိုးတွေကိုတခြားလူဝယ်မခံဘူးသူတို့အချင်းချင်းတွေပဲအလို့ရှင်းပြီနော်ပြောချင်တာတော့မိတွေးတော်ဆိုတဲ့စကားလုံးဘုံကညီကိုမကျင်တတ်လို့ပြောတယ်မိထွေးအမေငယ်လေးပေါ့ဟုတ်လားအမေငယ်လေးတော့ပြန်ပြောမယ်တော့နားလည်ပြီလားသုတ္တရဏမင်းနဲ့မာယာဒေဝီနဲ့နောက်တစ်ယောက်အစစ်ပါလာကဂေါရမီနဲ့ဟုတ်လားဒါသူတို့နှစ်ယောက်ဒီသုဘဗုဒ္ဓနဲ့ညီမလေးဟောနမလေးဟုတ်လားအဲ့တော့သုဘဗုဒ္ဓသုတ္တရဏနှစ်ယောက်ပြီးလိုက်ရသုတ္တရဏကြောင့်လည်းတကသုဘဗုဒ္ဓအမိတာဆိုတဲ့သူညီမကိုပြန်ပြီးလိုက်ရတယ်မောင်လည်းနမလေးအဲ့တော့အမိတာနဲ့သုဘဗုဒ္ဓနဲ့မွေးလာတာကဒေဝဒနဲ့ရတော်လေးရသုတ္တရဏနဲ့မေရောမာယာနဲ့မာယာဒေဝနဲ့မွေးတာကတိတ္တမင်းသားသုတ္တရဏနဲ့ဂေါရမီနဲ့မွေးတာကနန္ဒမင်းသားအဲ့ဒီမှာမောင်နှမရဲ့တကဒီဘက်ကတိတ္တမင်းသားနဲ့ဟိုဘက်ကရတော်ရနဲ့မောင်နှမကိုပြန်ပြီးတော့ထိမြတ်တတ်ပြီလားရှင်းပြီလားအဲ့ဒါဆိုရင်မိတွေးတော်လက်ခံပြီလားမိထွေးလားမိတွေးလားမိထွေးအမေငယ်ဟုတ်လားမိတွေးတော်လို့ခေါ်မခေါ်ရင်ကြီးညိုတော့ပြေတာဆိုရင်တော့အဲ့ဒါပြီးသွားပြီဒီနေ့အဲ့ဒါရဲ့တဲမပြောဒီနေ့ကဟိုတနေ့ကပြောတာလေမောတာလေအချိန်ကိုသိဖို့အချိန်ကိုညှိဖို့ဒီနေ့ကလက်တွေ့အားထုတ်မယ်လို့ယုံကြည်လို့ဒီတရားကိုဟောတာလက်တွေ့လုပ်တော့မှာမဟုတ်လားစကြမယ်ယေစီမာနိဘေခဝေဗဒာနိယေငာနိဘေခဝေပရိသလေးပါးจิตသားจิตမိတော်ပဒါနိယေငာနိကမ္မတန်တရားအားလုံးမြည်ယောဂီပြည့်စုံရမည်အင်္ဂါရတုတိဣမာနိပြေစဤငါးမျိုးတို့ပါတိရသော်ဗျာဒီသုဒ္ဓနှစ်သုတ်ကလည်းရှင်းသုတ်နောက်သုတ်ဖြစ်တဲ့သုဒ္ဓနဲ့မှာအစဉ်တိုင်းလေးဟောတာပါလေจิตသားจิตမိတို့တဲ့မိမိရတဲ့ခန္ဓာ၅ပါးယုံနာတရားရဲ့အပေါ်မှာအချိန်ကိုသိအချိန်ကိုညှိပြီးတော့ဝိပဿနာတရားရှုမှတ်ပွားများအားထုတ်မဲ့ယောဂီသည်ယဟန်ပဲဖြစ်ပါစေလူပဲဖြစ်ပါစေယောဂီမှန်ရင်အင်္ဂါ၅ရပ်နဲ့ပြည့်စုံဖို့လိုပါတယ်ဒါတိုင်းယောဂီမှန်ရင်အင်္ဂါဘယ်နှချက်နဲ့ပြည့်စုံဖို့လို၅ချက်နဲ့ပြည့်စုံဖို့လိုအဲ့ဒီအင်္ဂါ၅ချက်နဲ့ပြည့်စုံမှပဲတရားကတွေ့မှဖြစ်တဲ့အတွက်လုပ်ငန်းလုပ်တဲ့အချိန်မှာအရေးမကြီးဘူးလားရည်ကြည်တယ်ကတ္တမာနိပြေဇံငါဘုရားရှင်ကိုယ်တော်မြတ်မိန့်ကြားလိုက်တဲ့အဲ့ဒီအင်္ဂါ၅ရက်ဆိုတာဘာတွေလဲဆိုရင်တဲ့ဣဒဘေကဝေတတောဟောတိဘေကဝေသံသရာဘေမျောတွေးလျှောက်တာမျောတွေးထောက်တာဘေကုအမိကထားတဲ့ယောဂီသူတော်စင်သည်သတ္တောယုံကြည်မှုတရားတရားနဲ့ပြည့်စုံသည်ဟောတိဖြစ်၏နံပါတ်1ပြည့်စုံရမယ့်အင်္ဂါကတရားတရားနဲ့ပြည့်စုံရမယ်ပြောပါနဲ့ပြည့်စုံတရားတရားနဲ့ပြည့်စုံပါဗျာတရားတရားဆိုတာကဘုံဘုံတော့ဒါလေးတန်လျှော့ပြီးတော့ပြောတာဘုန်းကြီးတန်နဲ့စာသာပြောရင်တတ္တာတရားနဲ့ပြည့်စုံရမယ်အဲ့တော့ဓမ္မလို့တရားကခုတော်တော်များများကတတ္တာလို့ပြောတာတရားလို့ပြောတာတရားလို့ပဲပြောကြတယ်တရားလို့ပြောတာကလူတန်ပါသွားတာစာသာနဲ့ပြောရင်တတ္တာသရဲ့ဟိုဘက်ကဓာတ်ရင်းနဲ့တောင်းချင်နဲ့ဆင်းတာယောဂီဒီတရားတကယ်တွေ့ခြင်းတတ္တာတရားနဲ့ပြည့်စုံရမယ်။ဘာနဲ့ပြည့်စုံရမလဲ
ဟုတ်ပြီတတ္တာဆိုတာကဘုံဘုံတရားဟောတိုင်းထက်တယ်ပြောတယ်တတ္တာကိုမြန်မာပြန်ရင်ကျန်တဲ့လူမပြောနဲ့မိချစ်ပြောတတ္တာဆိုတာဘာလဲယုံကြည်ချက်မိချစ်တို့ဖွဲ့ရတော့ပေါက်သွားပြီဟုတ်လားတတ္တာယုံကြည်ချက်နဲ့ကိုယ်နဲ့ကဲကိုယ်အသေးလေးပြောတဲ့စကားကိုထောက်ခံနေတယ်ဘာကိုယုံကြည်တာလဲလို့ပြောသမှာဘာကိုယုံကြည်တာကံရဲ့အကျိုးကိုယုံကြည်တာပါဗျာကံရဲ့အကျိုးကိုယုံကြည်တာတဲ့နှစ်ယောက်လုံးဆိုတော့မလို့မိချစ်ကယုံကြည်မှုကိုယ်နဲ့ကံရဲ့အကျိုးကိုယုံကြည်တာတဲ့ကဲကိုယ်ဆိုညွှန်လို့ဆိုနေပြောပါအောင်အဲ့ဒါကိုထောက်ခံလားကန့်ကွက်လားကိုသိတယ်လို့ပြောမှားလဲပါဖြစ်ဖို့လေတကဘာလုံးသိအောင်လေးပဲရှိတယ်မှားလဲပါဖြစ်တကဘာလုံးသိအောင်လေးပဲရှိတယ်ကဲဒါဆိုမသနာဝင်ကပြောပါအောင်တရားအားထုတ်မှာမို့လားတရားအားထုတ်မှာသိတာကိုရေးကြည့်လို့မေးနေတာကဲဥမာနံပါတ်1မြင့်ကြီးကယုံကြည်မှုနဲ့ကိုယ်နဲ့ကြီးကံကိုင်းအကျိုးယုံကြည်မှုနဲ့ကိုယ်ဆိုရင်တို့ကဘဂိုင်ကိုစားဆိုတွဲပြောလိုက်တာဘာပြောလိုက်လဲဖះဟောပါလေတရားကိုယုံကြည်မှုနဲ့ကဲဝဇ္ဇနာအလဲရောက်ပြီကံကိုင်းအကျိုးယုံကြည်မှုပါကံကိုင်းအကျိုးယုံကဲဒေါ်စိုးတန်တာကြီးနောက်ဆုံးပြောပါတရားတွေကလို့တိတ်နေနေလားအောင်မလေးဆိုပြီးတော့ငါတရားကိုနည်းနည်းမြင့်ကြည့်တာသူတို့နောက်ကိုလိုက်နေငါလည်းအချွေမျိုးတက်တာပဲချော်ထွက်ကုန်လားတတ္တာဆိုတာယုံကြည်မှုမှန်တယ်ဘာကိုယုံကြည်လဲဆိုရင်ပြိဿရေဘုရားကိုအကျွမ်းမဲ့ယုံကြည်တာတတ္တာတရားကိုအကျွမ်းမဲ့ယုံကြည်တာတတ္တာသံဃာကိုအကျွမ်းမဲ့ယုံကြည်တာတတ္တာနောက်တစ်ချက်ကမိမိပြုလုပ်လိုက်တဲ့ကုသိုလ်ကံအကုသိုလ်ကံသည်မိမိကိုကောင်းကျိုးဆိုးကျိုးပြန်ပြီးတော့ပြီးမှလို့ယုံကြည်တာတတ္တာဒီနေ့ချက်ရှိတယ်အဲ့ဒါကိုကံနဲ့ကံရဲ့အကျိုးလို့ပြောတယ်လေကံမှာကုသိုလ်ကံလည်းရှိတယ်အကုသိုလ်ကံလည်းရှိတယ်ကုသိုလ်ကံကလည်းကောင်းကျိုးပြန်ပြီးမယ်လို့ယုံကြည်ပြီးသားအကုသိုလ်ကံကလည်းပဲမလွတ်ဘူးပြန်ခံရမယ်လို့ယုံကြည်တာကိုဒါကြောင့်ဘုရားကိုယုံကြည်တာတရားကိုယုံကြည်တာသံဃာကိုယုံကြည်တာကုသိုလ်ကံနဲ့အကုသိုလ်ကံအဲ့ဒီကုသိုလ်ကံအကုသိုလ်ကံပြုရင်ပြန်ပြီးတော့ကောင်းကျိုးဆိုးကျိုးပြန်ရမယ်လို့ယုံကြည်တာတတ္တာဘယ်လိုချက်ရှိပြီလဲနံပါတ်5ကြောင့်နိဗ္ဗာန်မရမချင်းနောင်ဘဝဆိုတာရှိသေးတယ်လို့ယုံကြည်တာတတ္တာနိဗ္ဗာန်မရမချင်းပါရှိလဲနောင်ဘဝရှိသေးတယ်ကောင်းတဲ့ဘဝဆိုးတဲ့ဘဝတွေမရှိဘူးလားအဲ့ဒါတတ္တာကို definition ဖွင့်အဲ့ဒီ5ချက်ကအဓိကပဲဟုတ်လားဒါဆိုရင်ပြန်ပြောဘုရားတရားသံဃာယန္တာမြတ်သုံးပါးနဲ့ကံကံရဲ့အကျိုးကိုယုံကြည်တာတတ္တာနိဗ္ဗာန်မရမချင်းနောင်ဘဝဆိုတာရှိသေးတယ်လို့ယုံကြည်တာတတ္တာဟုတ်ပြီနော်တရားအားထုတ်ရင်မြတ်စွာဘုရားကတရားတရားနဲ့အဲ့တတ္တာတရားနဲ့ပြည့်စုံရမယ်တဲ့နံပါတ်1အရေးကြီးဆုံးချက်ပဲကိုပြတော့တယ်လို့ပြောပြီးမှတော့အကုန်လုံးပေါင်းလိုက်ရင်တော့တယောက်တစ်မှတ်စီပေါင်းလိုက်ရင်တော့တဲ့မသွားဘူးအဲ့တော့တဲ့သွားတဲ့အခါကျတော့ပြောချင်တာကအကြည့်ဒီနေရာမှာကျတော့မြတ်စွာဘုရားကဘာကိုအဓိကပြောလဲလဲသတ္တဟတိတတ္ထဂတသဘောတိတတ္ထဂတသတတ္ထဂတခေါ်တွင်ဘုရားရှင်ကိုရောမြတ်ကြီးဤဘောတိကိလေသာခသိအကုန်ငြိမ်းသွားတာငြိမ်းသွားတဲ့အတွက်ကြောင့်အရဟတမဉာဏ်ရလိုက်တယ်လို့ရှင်တော်မြတ်ဘုရားရဲ့အရဟတမကိုယုံကြည်တာရှင်တော်မြတ်ဘုရားရဲ့အလုံးစုံသိတော်မူတဲ့တပ်ပင်ယုဒရွှေဉာဏ်တော်ကိုယုံကြည်ရမယ်ဒီသုတ္တမှာကျတော့ယုံကြည်တဲ့နေရာမှာအဓိကယုံကြည်ရမယ့်အချက်ဒီစောစောပြောတဲ့ယန္တာသုံးနာကံကံအကျိုးနောင်ဘဝရှိတယ်ဆိုတာယုံကြည်တယ်လို့ဒီသုတ္တမှာကျတော့ယောဂီအရင်ဆုံးအဓိကယုံကြည်ရမှာကငါတို့တရားတွေဟောကြားပေးခဲ့တဲ့ရှင်တော်မြတ်ဘုရားသည်ကိလေသာခတ်သိမ်းအကုန်ငြိမ်းတဲ့အရဟတမဉာဏ်တော်နဲ့ပြည့်စုံတယ်အလုံးစုံသိတော်မူတဲ့တပ်ပင်ညုတရွှေဉာဏ်တော်နဲ့ပြည့်စုံတဲ့တို့ရသော်ဘုရားရဲ့အရဟတမဉာဏ်နဲ့တပ်ပင်ညုတဉာဏ်ကိုအကျွမ်းမဲ့ယုံကြည်ရမယ်အရင်မကြည့်ဘူးလားရသော်ဘုရားကကိလေသာကင်းနေအလုံးစုံသိတယ်ဆိုတဲ့ယုံကြည်မှုပေါ်မှာ
အာမကောင်းမှုဆိုရင်ဘုရားဟောတဲ့တရားကိုကိုကဒီနည်းတိုင်းပဲဟောတဲ့အတိုင်းလက်တွေ့အားထုတ်မှဖြစ်တဲ့အတွက်ယုံကြည်မှုအာမကောင်းတဲ့အရာတိုင်းဒီလမ်းဆုံးပန်းတိုင်းရောက်ပါမှာမယုံတော်ယုံတော်နဲ့ယုံရခက်ကြီးပါကြားမှုတယ်တခြင်းပြီးချက်မယုံတော်ယုံရနဲ့မယုံတော်ယုံတော်နဲ့ယုံရခက်ကြီးပါယုံမြန်တော်လဲပါတယ်လေငါတို့ငယ်ကြားမှုတယ်လေပြောချင်တာကမယုံတော်ယုံတော်နဲ့လုံနေလို့တော့တကယ်လမ်းဆုံးပန်းတိုင်းနိဗ္ဗာန်ချမ်းသာရမယ့်တရားဘယ်ယောဂီမှမရနိုင်ဘူး။ဒါတော့ရှင်တော်မြတ်ဘုရားရဲ့နံပါတ်1ဘုရားရှင်ကိုရောမြတ်ရဲ့အရဟတမရွှေဉာဏ်တော်ကိုယုံကြည်ရမယ်။သဗ္ဗညုတရွှေဉာဏ်တော်ကိုယုံကြည်ရမယ်။ဘာဖြစ်လို့လဲ။ဒီတရားတွေကလောကကြီးမှာရှိပြီးသားရှင်ဘုရားတွေလည်းဒီတရားပဲဟောခဲ့တာပဲ။ရှေကာကုတ္တခောတခောကတ္တဝခောရမဆိုရင်ဘုရားတွေလည်းဒီတရားပဲဟောခဲ့တာပဲ။သို့တော့ဒီတရားတွေကိုဟောခဲ့တယ်ရှိတယ်လို့သိပေမဲ့လို့အဲ့ဒီတရားကိုဖော်ထုတ်နိုင်တဲ့အလုံးစုံသိတဲ့သဗ္ဗညုတရွှေဉာဏ်တော်မရှိရင်ဘယ်သူမှမဖော်ထုတ်နိုင်ဥပမာပါဗျာကောင်းစင်းခင်ဗျားတို့ဌာနဆိုင်ရာမှာပြောပါတော့ကဲဌာနဆိုင်ရာတခုမှာဒီလူကကောင်းတာလို့လေမကောင်းတာလို့လေသူ့ရဲ့ကောင်းခြင်းမကောင်းခြင်းကသူ့ကွန်ပျူတာထဲမှာရှိတယ်လို့သိလဲသိနေတယ်သူ့ကွန်ပျူတာကြီးလည်းရနေတယ်မြင်နေတယ်ဒါပေမဲ့လို့သူ့ကွန်ပျူတာဖွင့်တဲ့ password မရှိရင်ခင်ဗျားဖွင့်လို့ရတယ်password ရှိတာတော့မှအထက်မှာသူ့တစ်စမီတစ်စက်သူ save လုပ်ထားတာတွေကိုဖြတ်သန်းတဲ့ password တွေကြော်မှသိတယ်လို့ပဲဟောဒီတရားတွေကလောကမှာအရင်ဘုရားလေးစုတော်ကလည်းဟောထားတဲ့တရားတွေပဲသို့တော့ဟောထားတဲ့တရားတွေလည်းရှိပြီးသားပဲရှိတယ်ဆိုလည်းလက်ခံဒါဆိုရင်အဲ့ဒီရှိတာကိုသိဖို့ကြတော့ password နဲ့တူတဲ့သဗ္ဗညုတရွှေဉာဏ်တော်နဲ့မဖွင့်ရင်မသိဘူးအဲ့ဒီသဗ္ဗညုတရွှေဉာဏ်တော်ကလည်းတလောကလုံးမှာအရိယာတို့ရဲ့အမြင့်ဆုံးဖြစ်တဲ့သဗ္ဗညုတရွှေဉာဏ်တော်ရတော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကြီးကိုယ်တိုင်သဗ္ဗညုတရွှေဉာဏ်တော်နဲ့ခေါ်ထုတ်မှသိတာဒီတော့မြတ်စွာဘုရားရဲ့အဲ့ဒီအလုံးစုံသိတဲ့သဗ္ဗညုတရွှေဉာဏ်တော်ကိုငါတို့ရဲ့ဘုရားရှင်သည်အရဟဇာယသောဂုဏ်တော်ကိုးပါးနဲ့လည်းပြည့်စုံတယ်ဘယ်မဆုံးတဲ့အနန္တဂုဏ်တော်တွေနဲ့လည်းပြည့်စုံတယ်အနန္တဂုဏ်တော်ပြည့်စုံရောက်တော်တဲ့ပြိဿယမထပင်နဲ့ရထားတဲ့ခန္ဓာ၅ပါးယုံနာတရားကိုလည်းကိလေသာခတ်သိမ်းအကုန်ကြီးအောင်ကျင့်တော်မူလိုက်တဲ့အတွက်အရဟတမဉာဏ်နဲ့လည်းပြည့်စုံတော်မူတယ်အရဟတမဉာဏ်ရွှေဉာဏ်တော်တစ်ဆင့်မြင်နောက်ဆုံးသဗ္ဗညုတရွှေဉာဏ်တော်ရသွားတဲ့အတွက်ကြောင့်အလုံးစုံသိတော်မူတယ်လို့ဘုရားရှင်ကိုအကျွမ်းမဲ့အဲ့ဒီလိုယုံမှတို့ဘုရားကသဗ္ဗညုတရွှေဉာဏ်တော်နဲ့ဖော်ထုတ်ထားတဲ့တရားပဲလို့ကိုကခိုင်ခိုင်မာမာယုံကြည်တဲ့တရားတရားရှိမှဘာဖြစ်မလဲတရားအားထုတ်ရင်အဲ့ဒီယောဂီတရားတွေ့မယ်အဲ့လိုမှမဟုတ်ဘဲနဲ့စာအုပ်ထဲကစာတွေဘုန်းကြီးကြီးဟောတို့ကအရဏတော်ဟုတ်ကောဟုတ်ရတာမသိပါဘူးကိုကအားထုတ်တာကတရက်တစ်လနှစ်လတော့ပဲရှိသေးတယ်ဒီထဲမှာအင်္ဂါရက်ကမပြည့်စုံလို့ဘာတရားမှမတွေ့အညောင်းမိနေတဲ့လူတွေအများကြီးကိုယ့်ဟာကိုယ်အာမတုံးလို့တရားလမ်းမှန်လို့မတွေ့ဘူးလို့အဲ့အချိန်မှာမလိမ့်နိုင်တရားအားကနဲတယ်ဘုရားရှင်ကိုယုံကြည်မှုအားကနဲတယ်ဆိုရင်လေအလိုလိုလေးတက်ခောက်ပြီးတော့ပြန်သွားမဲ့ယောဂီတွေအများကြီးပဲဒါကြောင့်တရားအားထုတ်မဲ့ယောဂီတွေအချိန်တော့တည်တယ်ငါအချိန်ကြီးပြီးရအောင်အားထုတ်မယ်ဆိုလို့ဆုံးဖြတ်ပြီးလက်တွေ့အားထုတ်တော့မယ်ဆိုရင်နံပါတ်1ပြည့်ရမယ်ပြည့်စုံရမယ်အင်္ဂါရက်ဒီပါလေတရားယုံကြည်ရမယ်စောစောပြောသလိုဘုရားတရားသံဃာကိုလည်းယုံကြည်ရမယ်ငါဟောဒီကုသိုလ်ကံလို့ခေါ်ရင်ယုံနာတရားမှာရှုမှတ်လိုက်တဲ့ဝိပဿနာတရားဝိပဿနာကုသိုလ်အမြင့်ဆုံးကုသိုလ်ကြီးကိုမှတ်လိုက်တဲ့အတွက်ကြောင့်ငါဒီအဲ့ဒီတရားရင်ချမ်းသာကိုလက်တွေ့အကျိုးအနေနဲ့ငါရလိမ့်မယ်လို့ကံနဲ့ကံရဲ့အကျိုးကိုလည်းယုံကြည်ဖို့လိုအပ်တယ်ကံနဲ့ကံရဲ့အကျိုးကိုယုံကြည်ဖို့လိုအပ်တယ်လို့ငါဒီဘဝတော်ဒီလောင်လေးဒီလုံးလေးနေရတဲ့အဲ့ဒီကုသိုလ်ကံတွေပိုင်းနိဗ္ဗာန်မရမချင်းဘဝတွေမှလည်းပဲငါပါရမီမပြည့်သေးလို့နိဗ္ဗာန်မရသေးရင်တော့မှအစင်းမြင်တဲ့ဘဝကိုငါရလိမ့်မယ်လို့ဘဝကိုပြည့်စုံပါရောမရောက်သေးတဲ့အနာဂတ်ကိုယုံကြည်တဲ့တရားတရားနဲ့အားထုတ်ရမယ်အဲ့ဒီတရားတရားတွေဖော်ဖို့ရန်အတွက်ကြတော့တရားပိုင်ရှင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုအလုံးစုံသိတဲ့ဘုရားလို့အကျွမ်းမဲ့ယုံကြည်ဖို့လိုအပ်တယ်လို့ပြောတာ
ဘာဖြစ်လို့လဲဘုရားကိုယုံကြည်မှဘုရားဟောတဲ့တရားကိုကိုကတကယ်စူးစိုက်ပြီးအထောက်ဖြစ်မှာကိုဘာပါပြီလားတရားကပုထုဇဉ်တရားကခိုင်တာများလားရိုင်တာများလားရိုင်နေတို့မြန်မာနိုင်ငံမှာဒါတရားရိုင်တဲ့လူတွေလည်းအများကြီးတွေ့ဘူးလေတို့ဗုဒ္ဓဘာသာတို့ဘုန်းကြီးတွေချင်းချင်းနဲ့မှလည်းတွေ့တယ်ဘုန်းကြီးတဲ့တက္ကကြမှာတွေ့တယ်တရားရိုင်တဲ့လူတွေလည်းရှိတယ်တရားခိုင်တဲ့လူတွေလည်းရှိတယ်တချို့ကြတော့ပြည်တဲ့ရိုင်တယ်မရိုင်ဘူးခိုင်တယ်မခိုင်ဘူးပိုင်ုံလေးပိုင်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်တရားတော်ပြည်တဲ့ပိုင်တာရဲ့ရိုင်တာရဲ့ခိုင်တာရဲ့ဘယ်နှမျိုးလောက်ရှိတယ်တရားပိုင်တာဘာကိုပြောတာလဲဆိုရင်ဗုဒ္ဓဘာသာတရားဖြစ်ပြီးအဖေမေအဖိုးဘွားစားလို့မိယုဖလာဗုဒ္ဓဘာသာအဖြစ်နဲ့ရှိနေတဲ့လူတွေနဲ့အများကြီးမရှိဘူးမဘုံနေနဲ့မှလည်းဘာသာဗုဒ္ဓဘာသာအပြင်မှာလည်းဘာသာဗုဒ္ဓဘာသာသို့တော့အဲ့ဒီဗုဒ္ဓဘာသာဒီကိုယ်တိုင်ထဲထဲဝင်ဝင်နဲ့ခံယူချက်ကြီးကြီးနဲ့ယူလာတဲ့ဗုဒ္ဓဘာသာတွေရှိသလိုမိဘတစ်ပါးရဲ့အဖိုးဘွားရဲ့အမွေကိုမိယုဖလာအတိုင်းခံယူပြီးတော့ဗုဒ္ဓဘာသာအမိခံပေမဲ့လို့ဘာမှဂဂနာနာမသိတဲ့ဗုဒ္ဓဘာသာတွေကြတော့တရားတော့ပိုင်နေဘာလဲလဲတာမန်ယုံကြည်မှုတော့ပိုင်တော့ပိုင်တယ်မပိုင်ဘူးပိုင်နေပိုင်မိမဲ့လို့ကြည့်ပိုင်တဲ့အတွက်ဘုရားကိုလည်းသွားတယ်ဘုန်းကြီးကျောင်းကိုလည်းသွားတယ်တရားရည်သားကိုလည်းသွားတယ်ကုသိုလ်တွေလည်းပြုတယ်တဲ့ပိုင်တဲ့ဓာတ်ကံကောင်းတော့အဲ့လိုပဲပြုနေတာတွေမရှိဘူးလားရှိတာပေါ့မြန်မာတွေတို့ဗုဒ္ဓဘာသာတွေတကယ်တရားလားမပိုင်တို့ဘုန်းကြီးတွေပဲယက်တည်လို့ရအခုတခါတည်းမြန်မာတွေဗုဒ္ဓဘာသာတွေတရားအားကောင်းကောင်းနဲ့ပိုင်ထားလို့တိုင်းပြည်တွေဆင်းရဲတယ်ပြောရင်ပြောမယ်လူတွေဆင်းရဲတယ်ဒီနှလုံးသားကလာတဲ့တရားတရားကနေထုံးလွတ်လိုက်တဲ့ပိုင်ဆိုင်မှုတွေစွန့်လွတ်လိုက်တာဒီဘုန်းကြီးကျောင်းတွေဘုရားတွေပြည့်အစင်းဆုံးနိုင်ငံလို့ပြောရင်တော့ရည်စရာတော့မကောင်းဘူးမှန်တယ်တိုးတက်မှုအတိမ်ဆုံးဆင်းရဲမှုဒီကမ္ဘာမှာအစင်းရဲဆုံးလို့ဆိုပင်ဆိုညာတော်လည်းပဲဗုဒ္ဓဘာသာတို့ရဲ့တရားဟာဘလောက်အားကောင်းတယ်ဆိုတော့ဘုရားကျောင်းကောင်သိလိုက်ရင်ကြည့်လိုက်ရင်ဖြေမပေါ်ဘူးမဖြေပေါ်လေအေးတို့တော်လည်းပဲမနေနိုင်ဘုန်းကြီးတွေတွေ့ပြီးတော့သာသနာပြုတဲ့အလုပ်တွေလုပ်တယ်အချင်းချင်းလူအချင်းချင်းအဖွဲ့တွေဖွဲ့ပြီးတော့သာသနာပြုတဲ့အလုပ်ကိုလုပ်တယ်လုပ်ပြီးလုံကြတော့လေအဲ့ဒီပိုင်တဲ့တရားနဲ့လုံရင်နဲ့တချို့ရိုင်သွားတာလည်းရှိတယ်ခိုင်သွားတာလည်းရှိတယ်မရှိဘူးလားကိုဖြစ်ခြင်းနဲ့စန္ဒကိုစန္ဒနဲ့မညီလိုက်တာနဲ့အကွာဘုရားလည်းတကယ်ဟုတ်ရနာမသိပါဘူးကွာကံနဲ့ကံရဲ့အကျိုးဟိုလူကဒီလိုကြိုးမျိုးဒီလိုဟိုလိုကံကိုမတင်မနဲ့ဖြစ်ရနေပြီးတော့နောက်ဆုံးဘုရားပါရိုင်တရားပါရိုင်တန်ခါပါပြိဿရဲ့ပြင်မာလောက်တဲ့အထိရိုင်သွားတဲ့တရားသမားတွေရောမရှိဘူးလားရှိတယ်ဂျင်းနဲ့ကြတဲ့ဘဝအခက်အခဲကျမ်းမာရေးလူမှုရေးနိုင်ငံရေးပြဿနာတွေကြားထဲမှာကိုယ့်ရဲ့အခက်အခဲတွေကားတဲ့ကတ်ခါနဲ့ဘုရားတွေခါတဲ့တရားကြောတရားတွေတရားရုပ်ပါပူဇော်တရားတွေတရားပတ်လိုက်တဲ့အခါအကျိုးတရားတွေကလက်တွေ့ချက်ချင်းပဲတခါနဲ့အန္တရာယ်စက်ကွင်းကနေလွတ်ကင်းချမ်းသာဒီကွင်းရလိုက်တော့ဟာတော်သေးတယ်ငါပထမတရားရုပ်လို့ရနာသူကိုတရားရုပ်လို့ငါတို့အဲ့တရားလွတ်လာတာလို့ခိုင်သွားတဲ့ပို့ခိုင်သွားတဲ့လူတွေရောမရှိဘူးလားဒီကနေ့ခေတ်ကပို့ဆိုးတယ်ပို့ထင်ရှားတယ်ပရိသတ်ရင်ပိုင်နေတဲ့တရားတရားတွေရံရွဲ့သွားတဲ့ပုဂ္ဂိုလ်တွေလည်းမြန်မာနိုင်ငံမှာအများကြီးဖြစ်သွားပြီးပိုင်နေတဲ့တရားကိုခိုင်သွားတဲ့ပိုယုံကြည်သွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးဖြစ်သွားပြီတဲ့အနည်းကျုံပြောရရင်ပိုင်သူပဲဖြစ်ပါစေရံသူပဲဖြစ်ပါစေခိုင်သူပဲဖြစ်ပါစေအဲ့ဒီပိုင်ရံခိုင်ဒီကဗဒနာဘုံယုံကြည်ကိုးကွယ်မှုတရားရှာမှုသည်ဖယားအတွက်လားတရားအတွက်လားသံဃာအတွက်လားဗုဒ္ဓဘာသာအတွက်လားမိမိရဲ့ဒီဘဝနောက်ဘဝအတွက်လားဒါပဲပြိဿအဲ့ဒါကိုမိနေကြတာပြိဿရေဖယားကိုမကိုးကွယ်ဘူးဖယားကဘာမှမဖြစ်ဘူးမလူဘာမှမဖြစ်ဘူးတရားကိုမနာဘူးတရားကိုမရှုမှတ်ဘူးမပွားများဘူးတရားကဘာမှပဲဘာမှသွားဘူးဟုတ်တယ်မလားသံဃာကိုမကိုးကွယ်ဘူးသံဃာကိုမလူတန်းဘူးအဲ့ဒီဘုန်းကြီးကိုငါတို့မကြွေနဲ့လို့မကြိုက်လို့မသွားတော့ဘူးကိုယ့်ကိုမကြိုက်မသွားရုံပဲပြိဿရေဘုရားဘာသာတော့မသိဘူးမြမယဉ်ကျေးမှုကစကားတစ်လုံးရှိပြီငကန်းသည်ငကန်းသည်ငဆွေလာပဲဘာဖြစ်လို့လဲဆိုပြိဿရေဘုန်းကြီးဆိုတာကဒီတကာရဲ့စိတ်နဲ့လေအကုန်လုံးလိုက်ချင်မှလိုက်ဟိုတကာရဲ့စိတ်နဲ့လို့သူ့ရဲ့ချီညိုတဲ့ကွက်နဲ့ချီညိုသွားတာပဲပြီးတော့
ငါမသွားလို့ဒီဘုန်းကြီးငတ်မယ်ဒကမလာလို့ဒကမမလာလို့ငတ်တည်သွားတဲ့ဘုန်းကြီးနဲ့မရှိဘူးနောက်ဆုံးဘုရားကဘလောက်ဒီခေါ်အားပေးလိုက်တယ်ချစ်သားချင်းသမီးတို့ချစ်သားတို့မင်းတို့ရဟန်းဖြစ်ပြီမင်းဟောဒီမှာကိုယ်ပိုင်တပိဟောဒီမှာကိုယ်ပိုင်သင်္ကန်းသုံးတယ်ရှိတယ်လူမဲ့တမ်းမဲ့လာမဲ့ကတ်မဲ့လို့ရှိရင်မင်းတို့ဆွမ်းကိုမခံမဲ့ဖုံးပွေးလို့ရတယ်ကွာလူမဲ့တမ်းမဲ့လူမရှိဘူးကတ်မဲ့လူမရှိဘူးဟောဒီတပိကိုပိုက်ပြီးတော့မင်းတို့ဆွမ်းငံထွက်ကြရတယ်ဆွမ်းတယ်ဖြစ်အောင်နေဆိုပြီးတော့အစတည်းကဘုန်းကြီးရဲ့ပိုင်ဆိုင်မှုဒီသင်္ကန်းနဲ့တပိသင်ထဲမှာအဲ့ဒါအပိုင်မရှိရင်ခံလို့မရအဲ့ဒီအပိုင်ပြည့်စည်ရတယ်ဘလောက်တန်ဖိုးရှိလဲကဲဒီသင်္ကန်းလေးယူဒီတပိလေးပိုင်ဘယ်သူမှလာမပို့နဲ့ညှို့နေစရာမလိုဘယ်ဘယ်တက္ကမမလာတော့ဘူးစိတ်ဆိုးလို့ဘယ်ဘုန်းကြီးကငါတို့နဲ့နည်းနည်းမတူဘူးမသွားတော့ဘူးဆိုတဲ့လူတွေစဉ်းစားကြည့်လေဒီတပိနဲ့ဒီသင်္ကန်းနဲ့ကတကယ်ဗုဒ္ဓဘာသာရဲ့ယဟန်တွေအတွက်တကယ်တန်ဖိုးအကြီးဆုံးပြိခါပဲ frequency ပဲမရှိမဖြစ်လိုအပ်တယ်ဘာဖြစ်လို့လဲကဲဒီသင်္ကန်းလေးကိုဝေလေးပိုက်လာပြီးတော့ကိုယ်နဲ့ညီခမည်းအေးစီကိုကျုပ်ဆုံးကန်လာပြီခမည်းလောင်းမလားမလောင်းဘူးလောင်းပဲဗျာဒါဆိုရင်တို့ဘုန်းကြီးမို့လို့လောင်းတာလားဘုန်းကြီးဖြစ်လို့လောင်းတာဘုန်းကြီးဖြစ်လို့လောင်းအဲ့လိုဖြစ်ရမှာပဲလေကွာဘာသာသာသနာကိုတန်ဖိုးထားတဲ့လူဟာဘုန်းကြီးဒီဘုန်းကြီးကြွနေတာနည်းကြီးဟာမပြီးချင်းနေရေးနေရမယ်နော်ငါလည်း2ရက်လောက်ရှိပြီလုတ်အောင်ဘုန်းကြီးဆုံးလေးလောင်းမသိလို့မမြင်တာမလောင်းမြင်သိမြင်တယ်မြင်တယ်အော်ဒီဘုန်းကြီးကတို့လမ်းထဲမှာဒါဆုံးမှန်မှန်ကြွလာပဲဟာတို့မှန်မှန်လေးလောင်းကြအောင်တရားတရားပေါ်လာပြောချင်တာမြတ်စွာဘုရားကဒီအိမ်ကမပေါ်ဘူး no problem သူကသူလမ်းပေါ်ကြွနေတာနောက်အိမ်မြင်ဟာရှင်မရရက်ပေါင်းမရပေါ်လာမှာပဲဆိုတာကတစ်လမ်းကြွတယ်မပေါ်ဘူး2လမ်းကြွ3လမ်းကြွပေါ်လဲပေါ်ရင်3 4 5ဦးပေါ်ရင်သွန်တဲ့စာရပြီလေဟုတ်တယ်မလားအေးအဲ့ဒါကြောင့်ပြောချင်တာတရားတွေဘလောက်ကြံရင်တရားတွေဘလောက်ပိုင်ဘလောက်ကြံရင်ဘလောက်ခိုင်ခိုင်နဲ့သွားပြီးတော့မလုံးနဲ့မလေးတဲ့ကိုယ့်ရဲ့တရားတွေသူများအတွက်လို့ထင်ပေမဲ့လို့တကယ်တော့ဘယ်သူအတွက်လဲမိမိတို့ပဲဒါကြောင့်တရားကိုပိုင်တဲ့လူတွေရှိသလိုဆက်လက်ပြီးတော့ပိုင်နေတဲ့ပုဂ္ဂိုလ်တွေကြံပါတယ်ရှိပါတယ်ပိုင်ရန်ကနေတရားရိုင်းသွားတဲ့ပုဂ္ဂိုလ်တွေလည်းမြောင်များစွာပေါ်လာတတ်ပါတယ်ပိုင်ရန်ကနေခိုင်သွားတဲ့ပုဂ္ဂိုလ်တွေလည်းမြောင်များစွာပေါ်လာတတ်ပါတယ်အဲ့ဓမ္မပရိသတ်ကိုပဲထဲမှာပါဖို့လို့ခိုင်နေတဲ့မှာပေါ့လေအကောင်လောကရန်နဲ့တွေ့တွေ့အဆိုးလောကရန်နဲ့တွေ့တွေ့ယန္တာသုံးပါးနဲ့ကံကံရဲ့အကျိုးကိုယုံကြည်နောင်ဘဝဆိုတာရှိတယ်လို့ယုံကြည်တဲ့ကိုယ်နှလုံးသားတွေကတရားတရားကိုဘယ်တော့မှမပြည့်စည်စေနဲ့အဲ့ဒီပုဂ္ဂိုလ်ဘယ်တော့မှဘဝမှာခက်ခက်ခဲခဲဆင်းဆင်းရဲရဲမကြော်ဖြတ်ရမှာဘူးအတိတ်အကြောင်းကံပါလာလို့ပြန်ပြီးတော့ပြီးဆက်ရတဲ့ဘုကျွေးတော့ပဲရှိရင်ရှိတယ်ခိုင်မြဲတဲ့တရားတရားတဲ့သာလို့အဲ့ဒီတရားတရားဒီအစွန်းအနေနဲ့ဘယ်ဘက်မှမရောက်ဘူးတဲ့ကိုယ့်အတွက်ကောင်းကျိုးပဲလာလိမ့်မယ်ဟုတ်လားဒီဘာလို့ဘုံဘွားဒါကိုထည့်ပြောတာလဲဆိုရင်ဘုံဘုံပြောတာမဟုတ်ဘူးနော်မြတ်စွာဘုရားရဲ့ဘေးနားမှာအမြဲတမ်းအလုတ်အကျွေးယဟန်ပေါ့ဗျာအရှင်အာနန္ဒာမတိုင်ခင်အရှင်အာနန္ဒာကနောက်ဆုံး25ဝါကြာမှဘုရားကတတ်တော်ကြီးရင်တော့ငါနာမှာအမြဲတမ်းလုတ်ကျွေးမဲ့ယဟန်တစ်ပါးလိုတယ်မင်းတို့ရွေးကြဆိုမှနောက်ဆုံးမြန်ပြောရဆိုအရှင်အာနန္ဒာကအဲ့မှာအမြဲတမ်းပြည့်စုံဖြစ်သွားတာအမြဲတမ်းအလုတ်ကျွေးရမယ်အရှင်အာနန္ဒာမတိုင်ခင်မှာမြတ်စွာဘုရားကအစဉ်ပြေတဲ့ကိုယ်တော်နဲ့ပဲဥပမာဒီနေ့မှာကြော်ရှိရင်ကြော်သားတို့ဘက်ကြောမင်းလိုက်ခဲ့အပြည့်စုံမင်းလိုက်ခဲ့မိရကိုခေါ်ပါအမမြတ်စွာဘုရားရဲ့နောက်မှာလိုက်ခွင့်ရတယ်သူနခတ်ကဆိုတဲ့ယဟန်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဆွမ်းခံကြရင်လည်းလိုက်ပြီးတော့ကြွတယ်လူတကာကမှမျိုးစုံရဲ့ကြီးညိုတဲ့တရားတရားနဲ့လောင်းလူနေတာတွေလည်းသူကိုယ်တိုင်လည်းရတယ်မြင်လည်းမြင်ရတယ်တရားတွေဟောတာကိုလည်းကိုယ်တိုင်လည်းနားရတယ်ကြီးချင်းချွတ်နိုင်တဲ့ပုဂ္ဂိုလ်တွေတရားတွေ့သွားတာလည်းသူကိုယ်တိုင်လည်းမြင်တွေ့ရတယ်နားကြားရတယ်တတ်တော်ထင်ရှားဘုရားရဲ့အနားမှာနေတာနော်ရိုးရိုးယဟန်မဟုတ်ဘူးအလုတ်အကျွေးအမြဲတမ်းအနားမှာနေတဲ့ယဟန်သူနခန္ဓာယဟန်သို့တော်လည်းပဲသူတရားကပိုင်လဲပိုင်တယ်ဘုရားနဲ့လည်းပဲနေနေပြီအနည်းဆုံးမှလည်းအလုတ်ကျွေးရမ်းပြင်းနဲ့နေနေတယ်အဟောဆရာဘယ်လောက်ကောင်းလဲတနေ့ကျတော့သူနခန္ဓာနဲ့မြတ်စွာဘုရားနဲ့ဆောင်းကကြွားပြီးတော့လာတဲ့အခါဘု து ကိုသွားတွေ့လေကောရခတ္တိယဆိုတဲ့မိစ္ဆာဒိဋ္ဌိတက်လုံးတယောက်ကိုသွားတွေ့တယ်။ဘာသွားတွေ့လဲ။မိစ္ဆာဒိဋ္ဌိတက်လုံးပါဗျာ။ကောရခတ္တိယဆိုတဲ့မိစ္ဆာဒိဋ္ဌိတက်လုံးတယောက်ကိုသွားတွေ့တယ်။အဲ့ဒီတက်လုံးရဲ့အကျင့်ကဘယ်လိုကျင့်လဲဆိုရင်လေတို့အိုးကြီးတွေချက်တဲ့ဖိုကနောက်3ခုမိဘကြီးတွေတွေ့ဘူးတယ်မလား။အိ
အိုးကြီးတွေကျန်တယ်အိုးကြီးတွေကျန်ဖိုးကနောက်သုံးခုနဲ့တင်ပြီးတော့လေအဲ့ဖိုးကနောက်သုံးခုထဲမှာမိဒီပါရင်ငွေပြီးတော့ချက်ပြီးတဲ့အခါမှာပြာတွေကြံနေတဲ့အခါကောရခတ္တိယကအဲ့ဒီဖိုးကနောက်ကြားထဲမှာပြာကုန်ထဲမှာပဲအိတ်တယ်တက္ကရောဘယ်မှာပဲအိတ်ဖိုးကနောက်သုံးခုတွေကပြာကုန်ထဲမှာပဲအိတ်ပြီးတော့နေတော့လည်းပဲပြာကုန်တိုးတဲ့ခွေးဆိုလို့နေတော့လည်းသူကခွေးလိုပဲလေးဘက်ထောက်ပြီးတော့သွားတယ်လာကျွေးတယ်လာလူတယ်ပေါ့ပဲသူတို့အလိုလာလူတယ်ဆိုပြီးလူတယ်သူ့ကိုခွေးလိုပဲသွားကျွေးတယ်သူကလေးဘက်ထောက်ပြီးတော့ခွေးလိုပဲစားလာကျွေးရင်စားတယ်မကျွေးရင်အိပ်တယ်ကြည့်နော်အလုံးစုံသေးတဲ့တပ်ပင်ညိုဘုရားရှင်ရဲ့နောက်မှာအနည်းဆုံးအလုံးရွေးတောင်းယူထားတဲ့သူနတ်ခန္ဓာဘုရားရှင်နဲ့ကြွားရင်အဲ့ဒီဘုရားကပြောတယ်ကောရခတ္တိယတက္ကလုံးကိုတွေ့လိုက်တယ်ဟာဒါမှတကယ်လောဘနေတဲ့လောဘကုန်နေတဲ့ယဟန္တာကြီးပဲသူကဘာမရှိဘူးကြည်လားပြာကုန်ထဲမှာနေလာကျွေးရင်စားတယ်မကျွေးရင်မစားဘူးသူကဘာမှအဆောင်ရုံနေမထားဘူးဟာတကယ်ကိုလောဘတွေတတ်ထားတဲ့လောဘတွေကင်းနေတဲ့ယဟန္တာကြီးပဲလို့အမလီအတုနခန္ဓာကအဲ့ဒါလိုစိတ်ထဲမှာခံယူတယ်ကဲပရိသတ်အောစရာမကောင်းဘူးဘယ်သူနာမှလှုပ်ကျွေးနေတာလဲရသော်ဘုရားနမတတိတရွယ်ကိုယ်သည်ကနေလာရောက်လူရန်တာလည်းသူတွေ့တယ်ဆင်းရဲသားတွေကနေလာလူရန်လည်းတွေ့တယ်တတိတရွယ်ကိုယ်သည်ပွဲစားတွေတရားတွေရသွားတာလည်းသူတွေ့တယ်ဆင်းရဲသားတွေတရားတွေရသွားတာလည်းသူတွေ့တယ်သူစိတ်ထဲမှာဒီလိုဘာမှအလူမခံပဲနဲ့ဘာမှမယူပဲနဲ့အဲ့လိုနေတဲ့အကျင့်ကမှတကယ်လောဘမရှိတဲ့လောဘကင်းတဲ့ယဟနာအကျင့်လို့ထင်နေတာပြဿနာကဘယ်ကစလဲဆိုရင်ရသော်ဘုရားမပွင့်ခင်မှာမိစ္ဆာဒိဋ္ဌိအဲ့လိုကြံကြံဖမှအကျင့်တွေအယူတွေနဲ့ကျင့်နေတဲ့ခိုင်းတွေကအများကြီးပေါ်လာတော့ဘုရားသာသနာရောက်လာပြီမဲ့လို့မူလဇာတိကမယိုးဖလာတာပြန်ပေါ်လာတဲ့အခါအတွေးတွေမှာသဘောပေါက်တယ်နော်အဲ့တော့ရသော်ဘုရားကတိလဲတိရောရက်စကားနဲ့ပြောရင်အပြစ်တင်တော့မင်းကွာငါဘုရားရှင်ကိုယ်တော်မြတ်ကိုယ်တိုင်တရားတွေဟောနေတဲ့တရားတွေပြနေတဲ့ကျွတ်တဲ့ပုဂ္ဂိုလ်တွေလည်းကျွတ်တန်းဝင်သွားတယ်ဆင်းရဲချမ်းသာမယ်ငါဘုရားဟောပေးနေတာလည်းမင်းမြင်တယ်ခွေးအကျင့်ကျင့်နေတဲ့ကောရခတ္တိယကမှမင်းကလောဘနဲ့လောဘကင်းတဲ့ယဟန္တာကြီးလို့မြင်တာမင်းတော်တော်ညံ့တဲ့ကောင်ပဲပေါ့ဗျာအရာစကားနဲ့ပြောရင်ဘုရားဒီလိုမင်းတော်လေအောင်မလီသူနဲ့ခန္ဓာဘုရားကိုဗာပြန်လျှောက်တယ်မှအရှင်ဘုရားလေသူများရဲ့အရဟတမဉာဏ်ကိုမနာလို့မဖြစ်ပါနဲ့ငေါတော့ပြန်လျှောက်တာပြိဿရဲ့အရှင်ဘုရားသူယဟန္တာဖြစ်တာကိုမနာလို့မဖြစ်ပါနဲ့တဲ့ကဲဘယ်လိုလုပ်လဲဘုံကျင်နေလိုက်တာအဲ့ဒီစာလေးတွေ့တော့အိုးကြည်စမ်းတတ်တော်တရားဘုရားနာမှာနေတဲ့နေတာတော်တမန်မဟုတ်အလုတ်ကျွေးရမ်းပြတဲ့အမြဲတမ်းသွားလေရလက်ခွင့်ရနေတဲ့သူနခတ္တလို့ပုဂ္ဂိုလ်တခါတဲ့ဆင်းရဲချမ်းသာမျိုးလူသားတွေကိုတရားနဲ့ချင်းမြောက်နေတာကိုမြင်ခွင့်ရနေတဲ့သူနခတ္တလို့ပုဂ္ဂိုလ်တော်မှာသူ့ရဲ့မူလဇာတိတရားတရားကရိုင်နဲ့လာတဲ့အခါကျတော့အောင်မလေးတရားတရားရိုင်ထွက်သွားလိုက်တာဒီဘက်ကရွှေနဲ့ဒီဘက်ကမစင်ကိုဓာတ်တူမဟုတ်ဘူးပြိတ္တဘုရားတော်တော့ငေါ့လိုက်သေးတယ်ဆိုတော့ဘုရားရှင်ကပုဂ္ဂိုလ်တော်ဒီလိုဖြစ်တယ်ဆိုရင်အမလေးကျွတ်တော်အခုတတပိုင်းမဲ့ချဲရီယိုဆိုလှုပ်သွားတဲ့လူတွေရှိပါလေစိတ်မဆိုးပါဘူးဘာမှလည်းတော့မဟုတ်ဘူးကိုเจ้าကိုနေတာဘယ်သူနဲ့မှလည်းဘာမှမပတ်သက်ဘူးအေးတခုတော့ကြီးတယ်ဘုန်းကြီးဆိုတော့ကိုကသွားမပတ်သက်ဘူးကြောင်းလာရင်တော့ငပြူလာလာငမဲလာလာဆင်းရဲလာလာချမ်းသာလာလာကိုကတော့အားလုံးမေတ္တာပေးရတာပေါ့အဲ့ဒါကိုပဲမခံစားနိုင်လို့မလာဘူးတဲ့ကိုကကျင်းနေလိုက်တာအခုမှဟာမလီကျင်းနေလိုက်တာလို့ဘသူကျင်းနေလဲသူနခတ္တကိုကျင်းနေတာမင်းလူကောင်းတော်မှာဘုရားရှင်သာနေတာဒီလိုဖြစ်သေးရင်ငါနာလူတွေဖြစ်တာပါစားလေလို့ဒီကဏသူနခတ္တအမျိုးတွေငါရှိနေသေးတယ်လို့ဖြေလိုက်တော့ရောက်သွားတာပဲဒါကြောင့်ပုရုဇဉ်တရားဆိုတာမခိုင်ဘူးအဲကြောင့်မြတ်စွာဘုရားနံပါတ်1တရားခိုင်မှုအရေးကြီးတယ်တရားခိုင်မှတရားကိုတွေ့အဲ့ဒီမှာဘယ်တရားအချက်အရေးကြီးလို့လဲမြတ်စွာဘုရားရဲ့သဗ္ဗညုတရွှေဉာဏ်တော်ကိုတကယ်အလုံးစုံသိတဲ့ဉာဏ်တော်ပဲဒုဘုရားကကိလေသာခန္တီအကုန်ငြိမ်းပြီးသားလို့အကျွေးမဲ့ယုံကြည်တဲ့တရားရေးမကြည့်ဘူးလားရေးကြည့်တယ်နော်စောစောပြောလို့ရိုင်သွားတယ်ဘုရားနာသူနခတ္တတော်မှာဟိုမှာခွေးကျင်ကြံနေတဲ့လူကိုသွားပြီးတော့ယဟန္တာထင်သေးတာဆိုတော့ဘာပြောစရာရှိနေလဲ
နောက်တခါကြီးကောသလမင်းကြီးကကြီးပိုင်တဲ့လူခိုင်သွားတာကြတော့ပြောပြမယ်ကောသလမင်းကြီးကတစ်ချိန်တော့မြတ်စွာဘုရားရှောက်ဘူးတယ်ဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်ရဲ့အနာမှာဘုရားတဲ့ဣတိဒတ္တနဲ့ပုရဏလို့ခေါ်တဲ့လက်သမားဆရာကြီးနှစ်ယောက်ရှိတယ်။ဘာဆရာကြီးတွေလဲ။ဣတိဒတ္တနဲ့ပုရဏဆိုတဲ့လက်သမားဆရာကြီးနှစ်ယောက်ရှိတယ်ဗျာတဲ့။အဲဒီလက်သမားဆရာကြီးတွေကိုတပည့်တော်ကရွှေနန်းတော်မှာအလုပ်တွေအကုန်လုံးကိုပြီးအပ်ထားပါလေ။တပည့်တော်ရဲ့အလုပ်နဲ့ပဲသူတို့ရဲ့ဘဝစာဝန်တွေကိုပြင်းလဲအောင်ဆောင်ရွက်လို့နေကြပါတယ်။တပည့်တော်ကနေစရာလည်းပြီးထားပါတယ်အလုပ်လည်းပြီးထားပါတယ်စားစရာလည်းထောက်ပံ့ပြီးထားပါတယ်အလုပ်ကိုလွယ်လွယ်လာလို့လွယ်လွယ်ပြန်လို့ရအောင်ရည်ရထားလည်းပဲပြီးထားပါတယ်တပည့်တော် facility အကုန်လုံးပြီးထားတယ်ဗျာတဲ့ပြီးထားပြီမဲ့မကျင်တဲ့စရာကောင်းတာကအဲ့ဒီလက်သမားစရာကြီးဣတိဒတ္တနဲ့ပုရဏတို့အရှင်ဘုရားနဲ့တပည့်တော်ကိုရှင်လိုက်ရဲ့အရှင်ဘုရားပေါ်မှာကျတော့ပို့ပြီးတော့ကြီးညိုလေးစားတန်ဖိုးထားပြီးတပည့်တော်ကျတော့သူတို့အဲ့လိုမဟုတ်ဘူးဗျာကောသလမင်းရသော်ဘုရားကျတော့ကြီးညိုလေးစားတန်ဖိုးထားတယ်ဒီမှာစားစရာရောဝတ်စရာရောနေစရာရောသွားစရာရောအလုတ်ကင်မှာပြီးထားတယ်တပည့်တော်ကျတော့ဗျာတဲ့သူတို့တွေအရှင်ဘုရားလိုမဟုတ်ဘူးတဲ့ပေါ့ပေါ့တန်တန်ပဲကဲတကယ်တော့လောကမှာလည်းအဲ့လိုမျိုးတွေရှိလားမရှိလားကိုယ်ကကျွေးမွေးထားတဲ့အလုပ်ကနေပြီးထားတဲ့စောင်းကြောက်ထားတယ်ကိုကြတော့အလေးနဲ့မတာဟိုဘက်ကကိုနဲ့အစင်ကိုနဲ့တချို့ဆိုရင်ကိုနဲ့အစင်မပြေတဲ့လူသွားပြီးဆရာခေါ်နေတယ်ဆိုရင်ကိုယ်စိတ်နဲ့ခံစားနိုင်အခုကောသလအဲ့လိုဖြစ်တယ်အရှင်မြတ်ရဲ့ဘလောက်တောင်လဲဆိုရင်တခါတော့ကတပည့်တော်ရှေ့တန်းစစ်ထွက်တော့နေရာချင်းချင်းလေးတစ်ခုထဲမှာသူတို့နှစ်ယောက်နဲ့တပည့်တော်အတူအိတ်တယ်အဲ့တော့သူတို့နှစ်ယောက်နဲ့အတူအိတ်တဲ့အခါကျတော့ညကြတော့ဗျာတပည့်တော်အိတ်ချအောင်ဆောင်းနေတာဣတိဒတ္တနဲ့အဲ့ဒီမှာပုရဏနဲ့ဆွေးနွေးလိုက်ကြတာတရားအကြောင်းတွေဗျာဟာတရားအကြောင်းတွေဆွေးနွေးနေတော့သူတို့တရားတွေဆွေးနွေးနေတာပဲတပည့်တော်အိတ်ချအောင်ဆောင်းပြီးနားထောင်နေတယ်ဗျာနောက်ဆုံးဗျာဆွေးနွေးလဲပြီးတော့တကောင်ကျော်အိတ်ချင်ရောက်တော့ကဲအိတ်ကြရအောင်ဟာတကယ်ချင်းမအိတ်နေဘူးတို့မြတ်စွာဘုရားကအခုဒီနေ့တို့ရက်ဆိုရင်ဘုရားရှင်ဘယ်မှာများသတင်းသုံးနေလဲမသိဘူးသူတို့ဆွေးနွေးပြီးတော့ဘုရားရှင်ကဥမာတောင်ရက်မှာပေါ့ဘုရားတောင်ဘက်ကဝေသာလီမှာစသည်ဖြင့်တာဝတိမှာပြောမှာပေါ့အဲ့တော့အဲ့ဒါဆိုရင်တို့အားလုံးတို့နှစ်ယောက်ဒီလိုအဲ့လိုမဖြစ်ဘူးမြတ်စွာဘုရားရှိတဲ့ရမြတ်စွာဘုရားကိုမှန်းဆကြောပြီးတော့မြတ်စွာဘုရားကိုဥထိတ်မှာတင်နေဘုရားရှင်သတင်း300ဘက်ကိုခေါင်းထားပြီးအိတ်ကြရအောင်ဆိုအိတ်ကြတာဘုရားတဲ့သူတို့ခေါင်းထားတဲ့ဘုရားရှင်သတင်းသုံးတဲ့ရက်ကတပည့်တော်နဲ့ဆန့်ကျင်ဘက်ဆိုသူတို့ခြေတော်ကတပည့်တော်ဘက်ဆင်းထားပြီးတော့ဘုရားတဲ့အိတ်ကြတာကဲခိုင်မြဲတဲ့တရားပြိဿရဲ့ရှင်မင်းကြီးပဲဆိုပြီးတော့ကြောက်နေသေးလားကြောက်ဘူးဘုရားရှင်ကိုယ်တော်မြတ်တောင်ရက်မရှိတယ်ဆိုရင်တောင်ဘက်ကိုခေါင်းထားပြီးတော့အိတ်မယ်ဆိုသူတို့အိတ်လိုက်ကြတာပြိဿရဲ့သူတို့ရဲ့ခြေရင်မကကောသလရှင်မင်းပြိဿရဲ့ဂယုဆိုင်သလားကောသလကိုမကြောက်လို့မဟုတ်ဘူးမထီမဲ့မြင်လို့တယ်မဟုတ်ကောသလတဲ့ဖယားပေါ်မှာခိုင်မြဲတဲ့တရားတရားကသူတို့အဲ့ဒါတွေစဉ်းစားမှမဟုတ်ဘူးသူတို့ကောင်းထဲမှာဖယားပဲရှိတယ်ကောသလဆိုတာကလုပ်ငန်းသဘောအရာပဲရှိတယ် respect ပေးရမယ်ဆိုရင်ဖယားကိုပဲဥတည်ထားတယ်ဆိုတာတွေကခိုင်မြဲတဲ့တရားမပေါ်ဘူးလားအဲ့တော့ကောသလမင်းက तू ကဗာပြန်လျှောက်တယ်ရှင်ဘုရားတဲ့တပည့်တော်လေးအောသွားတယ်ဘုရားတဲ့ရင်ထဲနှလုံးသားတွေကလည်းအောလဲအောင်သလိုရင်ထဲနှလုံးသားတွေကလည်းကြည်နှက်လို့သွားပါတယ်ရှင်တော်မြတ်ဘုရား။ကြည်စမ်းပါဦးငါကစားစရာနေစရာဝတ်စရာသွားစရာတွေအကုန်ပေးထားတယ်။နေ့စဉ်လုပ်ငန်းလုပ်ခွင့်ရအောင်ငါကစောင့်ရှောက်လို့ပေးထားတယ်တဲ့။သို့တော်လည်းပင်ရှင်တော်မြတ်ဘုရားရဲ့အပေါ်မှာခိုင်မြဲတဲ့တရားတရားတွေသူတို့ရှိသွားတဲ့အတွက်ကြောင့်ငါရှင်မင်းဆိုတာသူတို့အတွက်မဆန်းတော့ဘူးဖယားကိုပဲအလေးအနက်တန်ဖို့ထားတတ်သွားကြတယ်အဲ့ဒါဘာကြောင့်လဲလို့တပည့်တော်လေ့လာနေတော့သူတို့ရဲ့နှလုံးသားထဲမှာကိန်းလာတဲ့တရားသည်မြင့်တဲ့မြင့်လာတဲ့အခါတရားသိတော့ဖယားရှိသွားတာဖယားတရားသိတော့ဘာဖြစ်လဲတရားရဲ့ချမ်းသာကိုခံစားခွင့်ရနိုင်ရတယ်ကြည်စမ်းကိုယ်စိတ်ချမ်းသာခြင်းရမယ်ကိလေသာငြိမ်းခြင်းနဲ့ချမ်းသာခြင်းတွေရပြီဆိုရင်ဒီတရားဟောခဲ့တာဘုရားရှင်ဘု
ရားရှင်ဟောခဲ့လို့ဒီတရားငါတို့နာခွင့်ကျင့်ခွင့်ရလို့ဒီလိုချမ်းသာရတာတော့ပြိတ္တိုင်တရားကိုတဆင်ပြီးတဆင်သိလေလေနှလုံးသားမှာဘုရားကရှိလေလေပဲဘယ်သူဆွဲထုတ်လို့မှမရတော့အဲ့တော့ပြိတ္တိုင်ဘာသာနဲ့ဘုရားကိုတရားကိုတန်ခါကိုစော်ကားရဆိုအတိတ်ကျုပ်ပြန်တရားမသိရင်ဘုရားလည်းမရှိတော့ဘူးတန်ခါလည်းမရှိတော့ဘူးတရားသိရင်ဘုရားလည်းရှိတယ်တန်ခါလည်းရှိတယ်ဘာဖြစ်လို့လဲတရားသိမှတရားချမ်းသာကိုယ်တိုင်ခံစားခွင့်ရမှာဆိုတော့ဒုတရားနာပိဋကဒါဆိုရင်မြတ်စွာဘုရားကတရားကိုယ်တော်ရဲ့နံပါတ်1မှာတန်ဋိဋ္ဌိခေါ်ဆိုအဲ့ဒါကြောင့်ပြောတာခြေသားခြေသမီးတို့ငါကိုယ်တိုင်ဟောတာတဲ့အဲ့ဒီတရားတွေကိုနာရမယ်နာယုံလေးနဲ့ကျင့်တဲ့မလေးနဲ့နာအတိကိုခန္ဓာအတိနဲ့ရအောင်ရှာရမယ်ယုံနာခန္ဓာမှာမင်းတို့တရားမှလိုက်လို့လောဘဒေါသမောဟမာနကိလေသာတွေတစ်ချက်ညင်တစ်ချက်ချမ်းသာတယ်နှစ်ချက်နေနှစ်ချက်ချမ်းသာတယ်အကျိန်ပေါင်းများစွာညင်ရင်အကျိန်ပေါင်းများစွာချမ်းသာတယ်ဒါကြောင့်တန်တဲ့ကြီးကသူပြောငါပြောအဟောနိုင်ဒီမယုံကြည်ရတဲ့သူများပြောသူများဟောတာလောင်းလေးနဲ့ယုံကြည်တဲ့တရားတရားကမခိုင်သေးဘူးတဲ့လက်တွေ့ကြင့်ကြံအထုတ်ပြီးမှအဲ့ဒီတရားကိုခိုင်မြဲတဲ့တရားရှိတော့ရင်ဘုရားဆိုတာဆွဲထုတ်လို့တော့မထွက်တော့ဘူးဘုရားဆိုတာဆွဲထုတ်လို့တော့မထွက်တော့သလိုပဲတဲ့ဟောဒီတရားလေးမလောက်ပင်ကောင်းပါစေမြတ်စွာဘုရားသည်လွန်ခဲ့သောနှစ်ပေါင်း2500ကျော်ကပြိဋိဘံဆံသွားပြီးဒီတရားတွေကိုတန်ခါတွေအစဉ်အဆက်ဆောင်ရွက်လာတဲ့အတွက်ကြောင့်ကျင့်သုံးလာတဲ့အတွက်ကြောင့်ဒီကနေ့ငါတို့ဒီတရားတွေတို့သံဃာတော်တွေကဟောတယ်တို့ကနာတယ်ကျင့်တယ်လို့အတိလေးဝင်တော့သံဃာဆိုတာရောပြစ်ပေအောင်မလားဟာဘုရားတရားဘလောက်ကောင်းကောင်းနေသံဃာတွေဒါအခုလိုလက်ဆင့်ကမသိနိုင်ရင်မကျင့်နိုင်လူတွေကိုဟောလို့ရမှာဟောလို့မရဒီတရားကိုဘလောက်ပဲအာထုတ်ခြင်းနဲ့ဝရိယတွေပြင့်တယ်နိမန်လမ်းမှမရရင်ဒီချမ်းသာရပါမှာမရဘူးဒါကြောင့်အဲ့ဒီမှာကောသလမင်းရှောက်တယ်လို့ပြိဿရဲ့လက်သမားဆရာကြီးတွေလို့ဖြစ်ပါစေတို့ဗုဒ္ဓဘာသာဝင်တွေစားစရာနေစရာဝတ်စရာတွေနဲ့ဘလောက်ပင်ပြီးနေပါစေအိုးပြိဿရဲ့အစခံသိပြည့်စုံအောင်စောင့်ရှောက်လို့နေပါစေအဲ့ဒီပိုင်ဆိုင်မှုတွေကတကယ်တရားနှလုံးသားကိန်းလာပြီဆိုရင်ဖယားကလွဲရင်ဘာမှမရှိတော့ပါဘူးလောကသဘောအရခံယူပေးမယ်လို့ဖယားတတ်တော့မပူဘူးတရားတတ်တော့မပူဘူးသံဃာတတ်တော့မပူဘူးဆိုတဲ့ခိုင်မြဲတဲ့တရားရှိထားဖို့မလိုဘူးလားခိုင်မြဲတဲ့တရားမရှိရင်ယိုင်သွားလိမ့်မယ်ယိုင်ရင်တော့ပြိဿရင်လွဲသွားလိမ့်မယ်လွဲသွားလိုက်တာနဲ့ကိုယ်ဒီနောက်ဘဝမဆောက်အောင်ဒီဘဝမှာပဲကံရဲ့အကျိုးဆိုတာကအဲ့ဒီမှာလာပြီရေတရေဘုရားပြမတရားပြမသံဃာပြမမိဘဆရာတော်ပြမလိုက်တော့အဲ့ဒီအကုသိုလ်ကံကအကျိုးတွေပြန်ပြီးတော့ပေးလိုက်တာနောက်ဘဝဆိုတာကုရဲ့လားဒါကြောင့်ဣတိဒတ္တလို့ပုရဏလို့ထုံနေနှလုံးမူပြီးတော့ကောသလမင်းကိုတော့ဖယားတတ်တော့မပူနိုင်ဘူးဆိုခြေရင်မှာရဲရဲကြီးထားလိုက်တာကောသလမင်းကိုမထင်မဲ့မြင်ခရုမဆိုင်တဲ့စိတ်ကြောင့်မဟုတ်ဘူးဖယားတတ်မပူနိုင်တဲ့တရားကခိုင်သွားတဲ့အတွက်ကြောင့်အရာရာမှာပြိဿရဲ့ဖယားတတ်တရားတတ်တော့ပို့လို့ရမှာဒါကြောင့်အဲ့ဒီတရားတွေခိုင်ဖို့ဆိုရင်နံပါတ်1ဒုတိယနာပြိဿတရားရဲ့အပေါ်မှာအဲ့ဒီလိုပြတ်သားစွာယုံကြည်လိုက်မယ်ဆိုရင်ငါတို့အားထုတ်နေတဲ့တရားဒီဘုရားရှင်ကိုရောမြတ်တပ်ပင်ညွတ်တာရွှေဉာဏ်တော်နဲ့ဟောခဲ့တဲ့တရားဖြစ်တယ်ငါရဲ့ယုံတရားနဲ့တရားမှာယုံကြည်နဲ့ကြိုးစားအားထုတ်တဲ့ငါဒီလည်းပဲကိလေသာခတ်သိမ်းမငြိမ့်ပေမဲ့တပြေးနဲ့မြာယာကနေရာကပပယာကနေအကုန်လုံးကုန်သည့်အထိဒီဘဝကနေတစင်ပြီးတစင်ဘဝပြီးဘဝငါမြင်ပြီးတော့သွားလိမ့်မယ်လို့တရားအမထုတ်ပြင်မှာကိုအားထုတ်မဲ့တရားကိုအဲ့ဒီလိုပြတ်သားစွာယုံကြည်တဲ့တရားရှိရမယ်ဒီတရားမှာငါးချက်ရှိတယ်လို့ဒီတရားမိန်းဆိုတော့ဒီတရားပဲချဲ့ဟောနေတယ်အဲ့လောက်ဆိုနားလည်ပြီမို့လားဘုန်းကြီးနဲ့ဆရာတော်တွေနဲ့အနိကနေပြီမဲ့လို့သူနခတ္တလို့တော့မဖြစ်ကြပါနဲ့ဟုတ်တယ်မလားဘာဖြစ်လဲဘုရားနာမှာနေတဲ့သူနခတ္တတော်မှာဟိုဘက်ကခွေးအစင်းမြင့်မြင့်ဟိုဘက်ကဒေဝတက်ကိုယုံကြည်တယ်ဆိုတော့လက်ခံလို့ရသေးတယ်နော်ဒေဝတက်ကတဘိုးပြတယ်လေဟိုကပြာပုံထဲမှာနေခွေးလို့စားတာကိုတခါတည်းလောဘနေတဲ့ပုဂ္ဂိုလ်ဓမ္မယဟန္တာကြီးဆိုတော့ဉာဏ်ကြီးကဘလောက်နှိမ့်သွားတယ်ဉာဏ်ကြီးလည်းနှိမ့်သွားလို့ကိုဘုရားဘာသာဘုရားကိုမကြည်ညိုတော့လာခဲ့လမ်းကြောင်းကလည်းပဲကိုယ့်ရဲ့မူလလမ်းကြောင်းကမိစ္ဆာဒိဋ္ဌိလမ်းကြောင်းကလာတော့လာရလမ်းကိုပြန်သွားတာလည်းမတူဘူး
ဒါကြောင့်အရေးကြီးပါလေဒီသရတရားကခါတိုင်းလေးဟောပါတယ်ဒီလောက်အကျင့်ပြည့်တခါမဟုတ်ဟုတ်ပြီဒါဆိုရင်နောက်စကားတွေနောက်တရားတွေကြတော့ပြိဿကြီးမြန်မြန်သွားမယ်လိုက်ဆိုယုံကြည်ကြမှာဖြောင်းစွာစိတ်ထားကြိုးစားတွင်ဖြစ်ပြမြင်ငါအင်အားထုတ်ကြောင်းလက်လေးချိုးပေးလိုက်ဆိုရင်ယုံကြည်ကြမှာဖြောင်းစွာစိတ်ထားကြိုးစားတွင်ဖြစ်ပြမြင်ငါအင်အားထုတ်ကြောင်းဆိုကြည့်ဆိုလေယုံကြည်ကြမှာမစိုးဖြောင်းစွာစိတ်ထားပြီးတော့မှကျိုးဘယ်လိုပဲဆိုရတာတော့ဒီလိုပဲရှိမှာပေါ့ဘုံကလည်းရေလေးဘုံမင်းရင်တော့ပါနံပါတ်1ယုံကြည်ဆိုတဲ့အချက်ပြီးမသွားဘူးလားတကယ်ကိုပရိသတ်ရေအာထုပ်သူမှန်ပြည့်စုံရင်တကယ်ကိုတရားကိုအာထုတ်ခြင်းတဲ့ပုဂ္ဂိုလ်မှန်ရင်နံပါတ်1ပြည့်စုံမှာယုံကြည်တဲ့တရားတရားနဲ့ပြည့်စုံရမယ်ဒါတော့ဆိုရင်နားလည်တော့နော်နံပါတ်2ကကျမ်းမာရမယ်ဘာပြတ်မလဲအဲ့ဒါကြတော့သိအကျဉ်းကြီးဟောစရာမလိုအရင်နေ့ကအချိန်ငါသိဆိုတဲ့တရားလေးမှာပုံပါသွားပြီအဲ့ဒီအတိုင်းပဲဒီတရားမှာမြတ်စွာဘုရားပြန်ဟောတာလေကျေသာမီးတော့နံပါတ်2ကိုဟောလိုက်တော့အပ္ပါဘာတော့အပ္ပါနေကိုအနာယောဂနှိစ္စခံရခြင်းမရှိတဲ့အချိန်ဆိုတဲ့အတိုင်းတရားအားထုတ်ရင်ကိုယ်မှာစွဲမြဲနေတဲ့အနာမရှိရင်ကောင်းတယ်အဲ့အချိန်လေးမှာအနာယောဂကိုကြိုးစားပြီးတော့ထိန်းထားရမယ်ဟိုတနည်းအားနဲ့ပဲဘာစကားဝမ်းပြီးနဲ့ပြည့်စုံရမယ်အစာကိုကြည်ချက်နိုင်ရမယ်တဲ့အဲ့တော့စောစောတရားမှာဘုံဘချဲ့ဟောလိုက်တာဒီအချက်ကအဲ့ဒီနေရာဟောပြီးသားဖြစ်တဲ့အင်္ဂါနဲ့တူနေတဲ့အတွက်နံပါတ်2ကကျမ်းမာရေးကောင်းရမယ်လို့မှတ်လိုက်ပါတရားအားထုတ်ခြင်းနံပါတ်1ယုံကြည်ရမယ်နံပါတ်2ကျမ်းမာရေးကောင်းရမယ်လာပြီနံပါတ်3ကဖြောင့်စွာစိတ်ထားတဲ့ပြောအတ္တတော်ဟောတိအမာယာဝီတဲ့ပရိသတ်အတ္တတော်ဟောတိအမာယာဝီဘာကိုပြောတာလဲဆိုရင်ပရိသတ်ခင်ဗျားတို့တယောက်နဲ့တယောက်မကျေနပ်ရင်ပြောတယ်မလားဒီကောင်မသိမာယာပရိယများတာပဲမပြောဘူးလားမာယာပရိယဆိုအမေရာအရက်စကားမဟုတ်ဘူးမြန်မာစကားမဟုတ်ဘူးမာယာဆိုတာအဲ့ဒါဘုရားရှင်တရားပါဠိကိုပြောတာမာယာတာထိယဟုတ်လားလှက်ပတ်တာစင်လက်ကောက်ချစ်တာဘာပြောလဲယောဂီဖြစ်သွားပြီဆိုရင်တဲ့မလှက်ပတ်ရဘူးမလင်းရဘူးမကောက်ချစ်ရဘူးဘာကိုပြောတာလဲဆိုရင်ဘု து ပေါ်မှာလဲဆိုရင်မိမိတရားပြနေတဲ့ကမ္မထမ်းဆရာရဲ့အပေါ်မှာနံပါတ်1ကမ္မထမ်းဆရာရဲ့အပေါ်မှာလည်းပဲမလှည့်စားရဘူးမကောက်ချစ်ရဘူးတဲ့မစင်းလင်းရဘူးအတူအားထုတ်နေတဲ့ယောဂီအချင်းချင်းနဲ့မှလည်းမလဲစားရဘူးမကောက်ကြည့်ရဘူးမစင်းလင်းရဘူးအဲ့ဒါတရားအားထုတ်တဲ့ယောဂီပြည့်စုံရမယ်နံပါတ်3အရှင်မရဘလို့ဖြစ်လို့တပည့်တော်ဟိုလဲစားမှလည်းကောက်ကြည့်ရမှလည်းတရားအားထုတ်တာကကိုယ့်အတွက်လားသူများအတွက်လားဒါပဲလို့ကိုယ့်အတွက်ဆိုရင်ငါအတွက်ငါအားထုတ်တာဟေးဘယ်သူမလိုက်ငါသွားမယ်လို့တခါလဲနှောင်ညိုးတွေဖြတ်ပြီးတော့သွားကြတာများလားချင်းချက်ပြီးမှသွားကြတာများမိကျချင်းချက်ပြီးမှသွားတာများလားနှောင်ညိုးတွေဖြတ်ပြီးသွားတာများလားချင်းပြီးမှသွားတာပါတရားအထုတ်တာအဝေးတချို့တယ်မလက်မဲဟိုအမေနေလက်ပြင်းနေတိုင်နေအမေအိုင်းနေမဥပုဆောင်မရှိနိုင်ရင်အေးငါလည်းဟိုညနေမင်္ဂလာဆောင်လေးရှိတော့ဟိုအဲ့ဒါဆိုညီမလေးနဲ့မဆောင်တော့ဘူးဥပုဆောင်တာတော့မှအပေါ်ညိနေလူတွေအများကြီးပဲဟုတ်လားပြောချင်တာပြိဿရေကိုကအုပ်စုလိုက်သွားကိုကလည်းအုပ်စုလိုက်သွားတယ်
上那个ယောဂီ啊，婆把比那里的就欧几多，婆一辈的你啊阿头那个叫第二那第二个，我的那个没读到，今年报告班嘞，那个阿头的报告班嘞，妈妈阿头的报告班嘞，哦，挨着嘛别的，第二个嘛咱家的时候啊，第ယောဂီကိုလမ်းကြောင်းချပေးရတော့မှာလေစတဲ့အချိန်မှာတော့မြေပုံချပေးလိုက်တယ်မြေပုံချပေးလိုက်တယ်အလုပ်ပေးတရားဟောလိုက်တယ်ယုတ်တရားနံတရားဒီလိုမှတ်ဝမ်းပိုက်ကိုစိတ်ကစူးစိုက်တာဖောင်းရင်ဖောင်းမှန်းသည်မေးမေးမှန်းသည်ဖောင်းတာလည်းစဖောင်းတဲ့နေရာလေးရှိတယ်အဲ့ဒါလေးသိအောင်ကြိုးစားကြည့်အလေရောက်တာကြည့်အဆုံးရအောင်ကြည့်ပြီးအဲ့ဖောင်းတဲ့ရုပ်ပင်တဲ့ရုပ်တွေဖြစ်ပြီးပြက်တာပဲရှိတယ်မြဲတမ်းခိုင်တယ်အဲ့တော့သိအောင်မှတ်စသည်ဖြင့်ဘုန်းကြီးကတော့တပြိုင်တည်းတရားဟောလိုက်တာဒီတိုင်းတဲ့လက်ထဲကိုမြေပုံပေးလိုက်တာပဲအဲ့ဒီတိုင်သွားရောက်လိမ့်မယ်ဒါပဲလို့အားထုတ်တဲ့အချိန်ကျတော့ထပ်တန်တဲ့လူရှိတယ်ပြောညံတဲ့လူရှိတယ်အတူတူလာတော့တကယ်ချင်းအဖို့ကောင်းလာတာခါလေစိတ်ထဲမှာတရားအားထုတ်တာမှတ်တာမှတ်နေတာသူများတွေကဖောင်းတာပိနေမယ်သူကလည်းမာပြီးငါသူတော့ကောဘယ်လိုမှမလိုက်တော့တော့မင်းမငါမလို့တယောက်တည်းဒေါပွားနေချင်းအဲ့တော့ပြောချင်တာအလုံးမတူတော့အကျိုးကတူမလားကမ္မဋ္ဌာန်းဆရာတရားစစ်ပြီပေါ့ဟဲ့ယောဂီဒေါသောတနာဘယ်လိုလဲလျှောက်စားတရားဘာတွေတွေ့လဲဆိုတော့သောတနာတရားမှတ်တဲ့ယောဂီဆိုရင်မမဗျာတပည့်တော်ဖောင်းတာနဲ့ပိန်တာမှတ်တဲ့အခါမှာဖောင်းတာသိပြီပိန်တာကျတော့မသိလိုက်တာလည်းရှိတယ်ဗျာတခါကျတော့ပိန်တာတော့သိတယ်ဖောင်းတာမသိလိုက်ဘူးလားသိတဲ့အခါတခါလေးကျဖောင်းရုပ်လေးဖြည်းဖြည်းပြတ်သွားပြီးတော့နောက်ရုပ်ပိန်တဲ့ရုပ်လေးပေါ်လာတာလည်းသိတယ်ဗျာပိန်တဲ့ရုပ်ကဖြစ်ပြပြန်သွားတယ်တပည့်တော်သိတယ်ဗျာတချို့အချိန်ရောက်တဲ့ဆရာတော်ဘုရားမှတ်ရတာအစင်မပြေတော့ထိုင်တာထိုင်နေရတယ်ကျူးတော့ကျူးစားတယ်စိတ်တွေပဲထွက်နေတယ်ဗျာဒါယောဂီတာသဘာဝအတိုင်းရှောက်ကြအဲ့တော့သဘာဝအတိုင်းရှောက်တဲ့အခါကျဘုန်းကြီးကနေပြီးတော့ဟုတ်ပြီကျူးစားဖတ်အစဆိုတာကတော့ဒီလိုပဲရေထဲကငါးတကောင်ကုန်းပေါ်ဆယ်တင်ထားလို့ရှိရင်လေးစားရင်ငြိမ်ငြိမ်နေရသူ့နယ်မြေဟောရလားသူ့နယ်မြေကဘယ်နယ်မြေလဲရေထဲမှာရေထဲကသူ့နယ်မြေနဲ့ကုန်းပေါ်နေလိုက်တော့သူမနေတတ်တော့ဘူးလေခေါင်းလိုက်တာခွန်ရင်ခွင်ဒါပဲလို့ဘလောက်ပဲခုံပေါ်သူလည်းကြားရင်ခွန်ရင်ခွင်မောတော့ညီမသွားဘူးလားညီတော့ရေထဲကငါးတကောင်ကုန်းပေါ်ဆင်တင်ထားသလိုပဲတပြေးတပြေးခုံတော့ခုံလိုက်မယ်ခုံတာလေးနဲ့ခုံတာတိနေတပြေးပြေးညီသွားလိမ့်မယ်နောက်ကြတော့ရုပ်ကျင်အားနဲ့စိတ်ကျင်အားလေးရလို့ရှိရင်ဒါယောဂီဖောင်းနာပိနာတွေပူတိလာလေးမကြိုးစားလိုက်ဦးဘုန်းကြီးခွန်အားလေးပြီးညီလာလေးချပြီးရှေ့ကတကယ်မှတ်တဲ့လူကရှောက်သွားနောက်ကတကယ်မမှတ်တဲ့လူကတခါလေကဲယောဂီဘုဘကယောဂီရှောက်ပါအောင်ဆိုတယ်မလားပါဗျာတပည့်တော်ဖောင်းတာလည်းသိတယ်ဗျာပိန်တာလည်းသိတယ်ဗျာဖောင်းရုပ်ပိန်ရုပ်တွေဖြစ်ပြသွားတာလည်းသိတယ်ဗျာတော်လိုက်တာယောဂီသိတဲ့အခါကျတော့ယောဂီရုပ်ပေါင်းဖောင်းရုပ်တွေကဘလို့ပေါ်ပြီးတော့ဘလို့ဖြစ်ပြီးဘလို့ပြတ်သွားတာလေအဲ့ဒါလေးရှောက်ပါအောင်ဆိုတော့ပြိဿသူရွာလေပြီအဲ့ကျတော့အဲ့ဖောင်းရုပ်လေးရဘုရားတပည့်တော်ကိုဖောင်းလာတာလေဘိုက်ကြီးကဖောင်းလာတာလေးနဲ့ရှေ့မတက်တော့အဲ့ဒါမာယာပါတိယဆိုအဲ့ဒါပြောတာကမ္မဋ္ဌာန်းဆရာကမလဲပတ်ရဘူးမစင်းလဲရဘူးဆိုတာကိုဘာမှမလုပ်ဘဲနဲ့ကိုလှုပ်ထားတဲ့ပုံစံလိုသူများလေတံဖမ်းပြောတဲ့အခါတရားမတွေ့ဘူးလေအများကြီးပဲဘုံဘုံတို့ကတခြားလုံးယောဂီနဲ့ပဲနေလာတာဆိုတော့ဘုံဘုံခဏခဏပြောပါလေယောဂီတရားတစ်ခါလေရှောက်နေတာလေဘုံဘုံပဲရှောက်တာဘုံဘုံမရတယ်တပည့်တော်ကျိုးစားမှတ်တာပြရတယ်ဖောင်းတာနဲ့ပိန်တာလေးရတယ်ငါနေရာဆိုရင်ဖောင်းတာနေရာလူလိုက်ပိန်တာငါနေရာလေးနင်းဖောင်းတာမလာခင်နဲ့ဆိုရင်နေရာလူနေတယ်ဗျာတဲ့တပည့်တော်ဘလို့မှမသိဘူးဗျာတဲ့အဲ့ဒါဆိုရင်သူများနေရာကျူးကျော်တာဘောလို့တင်မောဗျာတဲ့အဲ့ဒါဘလို့လုံးရမလဲဗျာတဲ့ဘလို့မှမလုံးနဲ့လို့မှန်မှန်ပြောနိုင်အောင်ကြိုးစားပြီးမှန်ဒီတော့မှန်မှန်ပြောတာပါဗျာတဲ့မှန်မှန်တာအဲ့လိုကြကြပြောရင်မြင်မြင်ပြန်လိမ့်မယ်အဲ့တော့စောစောပြန်စင်းလဲတဲ့လက်ပြားတဲ့ယောဂီတွေအများကြီးကမ္မဋ္ဌာန်းဆရာဆိုတာကတော့မလုံးနဲ့ဘုံဘုံတို့ဘာမို့တကယ်တမ်းတရားအားထုတ်ထားတဲ့ဘုန်းကြီးဆိုလို့ချင်းမဉ္ဇဉ်ဘုံဉာဏ်မဆုံးဖြတ်နိုင်နေရမယ်အောက်ကဝိပဿနာဉာဏ်နဲ့ဝိပဿနာလမ်းကြောင်းကတော့ 99% လောက်ယောဂီရှောက်လိုက်ရင်တကယ်အားထုတ်ထားသလားတကယ်ဟုတ်သလားဆိုတော့မှန်းလို့ရတယ်သိလို့ရတယ်အဲ့တော့ပြောချင်တာကိုကအဲ့ဒီလိုကမ္မဋ္ဌာန်းဆရာကိုနေလိုက်တယ်အချက်ပြီးတော့တခါတငယ်ချင်းတွေနဲ့တွေ့တယ်နင်တို့ဘယ်လိုလဲမကောကိုထိုင်ပြီးစိတ်ကူးရင်ငါတော့တခြားအားထုတ်တယ်
ငါမျက်စိတွေမှာလည်းမျက်လုံးသားပေးတော့အလင်းတွေဖြားပြီးတော့ငါကောင်းမင်းကိုတက်ပြီးတော့ဥယျာဉ်ကကြွားငါလှည့်ပြီးတော့သွားနေတာအဲ့တော့ဟိုတယောက်ကလည်းအားမရငါပါသေးတယ်နင်းပါတယ်ကိုကောင်းမနေတော့မပါဘူးဘယ်လိုလုပ်ပါမလဲဟာလားသူကပါရင်ပါမစိတ်ကူးရင်သူနဲ့မတည့်တယ်ကိုကောင်းမနေမနင်းတော့ပါတယ်ဟောတော်သေးတယ်ငါပါရင်တော်သေးတယ်ပေါ့ပရိသတ်ရေပါလဲဆိုတော့ကိုယ့်အကိုတရားတကယ်အားထုတ်ပြီးတရားထဲမှာပဲပြောပြီးတရားကြောင့်ပဲဇာရတယ်လို့မရတယ်လို့အလင်းရတယ်လို့အယောင်ရတယ်လို့ရှောက်ပြောနေတဲ့ယောဂီရလည်းပဲအချင်းချင်းပေါ်မှာလေးလေးလှည့်ဖြားတာပဲလေးလေးလှည့်ဖြားတာကအဲ့မှာပြဿနာဘာလို့လဲသူကသူလိန်နာကရင်မြူအဲ့ဒီတရင်ကဟိုဘက်မှာဖိတ်ကုတ်တယ်မြန်သေးတယ်ဟိုဘက်တို့တအုပ်ဆိုရင်သူကတော့တကယ်တွေ့တယ်ပြောတယ်တော်နေအလင်းတွေကိုဖြားထွန်းနေတာပဲပြောတယ်ဦးလေးခန္ဓာကိုယ်ကြွတက်လာတာလို့ပြောတယ်တော့ဘာညာဆိုတော့ဘေးကတွေ့မင်းညီမလေးတာလူခေါ်တယ်နော်အမတို့အချိုးသားတော့ပဲရှိတယ်သိလားအဲ့ဝေဒနာကြီးကိုမကြုံနိုင်သေးသိလားရောက်တယ်ပြောကိုကလက်စားလိုက်တာလိန်နေလိုက်တာဟိုကဘေးကတူကမြောက်ပြီးတော့ခက်တီနေကိုကမဲတော်တော်ပဲအကြမ်းမြင်ရနေတဲ့ပုံစံလိုဟောဖြစ်သွားရောအဲ့တော့တရားမတွေ့တော့ပြောချင်တာကတရားတွေ့ခြင်းရင်ကမ္မဋ္ဌာန်းဆရာကိုလည်းမလိန်နဲ့မညာနဲ့မလက်စားနဲ့ကိုအချင်းချင်းလည်းပဲအထင်ကြီးအောင်မလိန်နဲ့မလက်စားနဲ့သူများမြောက်တဲ့လေပေါ်မှာအလကားနေနဲ့မျောပြီးတော့ဆိုကြတော့ခွကြဝကြကြတယ်လေထဲမှာမျောပြီးဖြစ်နေတက်ပြီးကိုကကြွားတာလေကကိုကအဟုတ်ပါပြီးမြောက်ပြီးလိုက်တဲ့အခါမြောက်ရဲမြောက်နေကိုကအဟုတ်တယ်မြောက်ပြီးပြုတ်ကြတယ်ဒါကြောင့်တရားမတွေ့နိုင်လို့တဲ့နံပါတ်3ကမလဲစားပါနဲ့မစင်းလဲပါနဲ့ဘု து ကိုလဲဆိုရင်ကမ္မထဆရာကိုလည်းမလဲစားပါနဲ့နောက်တဲ့ကိုယ့်ရဲ့အာထုဘောအာထုဘယောဂီကိုလည်းမလဲစားပါနဲ့မလိမ္မာနဲ့အရေးမကြီးဘူးလားယုံကြည်ကြမ်းမာဖြောင့်စွာစိတ်ထားတဲ့စိတ်လေးကိုဖြူဖြူဖြောင်းဖြောင်းလေးနဲ့ပဲတွေ့ရင်တွေ့သလောက်နေပဲပြောအမှန်အတိုင်းပြောအဲ့ဒါဆိုရင်တရားကလမ်းကြောင်းပေါ်မှာချပြီးလို့လွယ်တယ်ယောဂီရဲ့ရှောက်တဲ့စကားပေါ်မှာပဲဘုံဘုံတို့ကလမ်းကြောင်းဒီယောဂီကဒီလမ်းနဲ့ရှောက်မှရမယ်ဒီယောဂီကဒီလောက်မှရမယ်ဆိုတာသူနဲ့လိုက်တဲ့မှတ်နည်းကိုအဲ့ကျမှပေးရတာဝိပဿနာအလုပ်ပေးတရားတော့ဆိုတာတခါတည်းအကုန်ဖွင့်ချလို့မရဘူးယောဂီမျောမှာဆိုလို့ဘောင်းနာပိနာဒီလိုမှတဖြည်းဖြည်းဘလို့ဖြစ်သားတယ်ဘလို့ပတ်လိုက်ယောဂီကလေမှတ်တာဒီကြမသိဘူးငါမဖြစ်သေးဘူးငါမဖြစ်သေးဘူးနဲ့ပေါ်ရမမှတ်တော့မျောနေတဲ့အခါကျတော့အချိန်ကြီးတာကုန်တယ်ဘာမှမတွေ့တော့ဒါကြောင့်ဝိပဿနာအလုပ်ပေးဆိုတာကအကုန်ဖော်မဟောရအဲ့ဒီနေရာကိုရောက်မဲ့နီးပဲပေးတယ်ရောက်အောင်မပို့သေးဘူးသူအားထုတ်ရင်ရှောင်ရင်ရောက်ပြီဆိုရင်ရောက်တဲ့အကြောင်းပြောလို့ရတယ်ဒါကြောင့်မာစီဆိုဘုရားကြီးအနည်းဆုံး45ရက်50လောက်ဆက်တိုက်ရိတ်တာမှာအချိန်ပြည့်အားထုတ်တဲ့ယောဂီမှတ်တာလည်းဉာဏ်စဉ်တရားဆိုတာနာတယ်တကယ်အားထုတ်တာပြီးအဲ့ဒီဉာဏ်စဉ်တရားနာတဲ့နေရာလေးကိုပျော်ရတာတွေလည်းအများကြီးနားထောင်နေတယ်ဆရာတော်ကြီးတရားနာနေပျော်နေရတာနားထောင်နေတယ်ပဲကိုလွတ်သွားနေအဲ့ဒါငါမရလိုက်ဘူးတည်းဟာငါအဲ့မသိလိုက်ဘူးအဲ့ငါအဲ့ညာမရလိုက်ဘူးပဲစိတ်မကောင်းတွေပြန်ဖြစ်ဒါမဲ့လို့နေတယ်စိတ်မကောင်းဖြစ်ရပြီပဲလို့အဲ့မှာဆရာတော်ကြီးဟောတဲ့ဉာဏ်တရားတွေနဲ့တိုက်တယ်ငါအဲ့ဒီဉာဏ်ရလိုက်တာပဲငါထင်နေအဲ့ဒါဘာဉာဏ်လဲမသိကိုယ့်ကိုကျင်တတ်သွားတယ်ဒါကြောင့်ဘုန်းတော်မာစီဟိတခွဲလေးမှာကမ္မဋ္ဌာန်းဆရာအဖြစ်တောင်းယူတော့မယ်ဆိုရင်ဘုန်းတော်စိတ်ကမ်းသတ်မှတ်ပြီးသားအနည်းဆုံး2လကမ္မဋ္ဌာန်းတရားအားထုတ်ဖို့တဲ့ဆရာတော်ဖြစ်ရမယ်ကမ္မဋ္ဌာန်းသင်တန်းတက်ဖို့တဲ့မာစီကမ္မဋ္ဌာန်းသင်တန်းတက်ဖို့တဲ့ကိုတော်ဖြစ်ရမယ်ဓမ္မစီကအောင်ပြီးသားဖြစ်ရမယ်ဝါတော်30တတ်တော်30ဝါတော်10ဝါကျော်ရမယ်စိတ်ကနေသတ်မှတ်တာအကြောင်းပဲသတ်မှတ်တာမို့တကယ်အားထုတ်ပြီးတော့တကယ်ကိုတရားပြတ်တတ်မှဒီရိတ်တာကယောဂီနဲ့ရိတ်တာနဲ့အစဉ်ပြေတိုးတတ်မှာပေါ့အချိန်ကုန်ရတာတမိုးရှိမှာပေါ့ဒါကြောင့်ကမ္မဋ္ဌာန်းဆရာကိုသွားမလေးနဲ့အတွေ့အကြုံရှိရင်ရက်သလောက်ကိုသွားမလေးနဲ့အမလေးဆရာတော်တွေကမပြောတာပဲရှိတယ်စိတ်တွေကကြိတ်ရည်နေမှာဒါကြောင့်ဖြောင်းစွာစိတ်ဓာတ်စိတ်ကိုဖြောင်းနေအားထုတ်ပါတဲ့တရားတွေ့ကြရင်ပေါ့ဟုတ်ပြီလားယုံကြည်ကြမ်းမှဖြောင်းစွာစိတ်ဓာတ်ယုံကြည်ကြမ်းမှဖြောင်းစွာစိတ်ဓာတ်နံပါတ်4ကျတော့ကြိုးစားတွင်နဲ့ပြောအာရတဝရိယောဟောတိထတ်တန်တဲ့လုံသာဝရိယနဲ့လည်းပြည့်စုံသည်ဟောတိဖြစ်၏တဲ့နံပါတ်4ကပြိဿထတ်တန်တဲ့လုံသာဝရိယနဲ့ပြည့်စုံရမယ်အရေးကြီးဆုံးပဲအာဒုက္ခသယောဂီဆိုပိုအရေးကြီးတယ်ထတ်
တာနဲ့လုံနာဝရိယမရှိလုံနာဝရိယပြော့တိပြော့ဖိုက်ရော့တိရော့ရဲဆိုရင်ဘယ်တော့မှအဲ့ဒီပုဂ္ဂိုလ်တရားမတွေ့မြတ်စွာဘုရားကဒီမှာဘယ်လိုတော့မိန့်ထားလဲထပ်တာနဲ့လုံနာဝရိယဆိုတာဘာကိုပြောတာလဲဆိုရင်တဲ့ငါတဏ္ဍာမှာကန့်ညီနေတဲ့အကုသိုလ်ကိလေသာတွေကိုငါဟောဒီတရားစကားကနေပြန်သွားရင်အထိုက်အလျောက်ပင်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားမယ်လို့စိတ်ထဲမှာနံပါတ်1ငါတဏ္ဍာမှာမရသေးတဲ့ဝိပဿနာဉာဏ်ကုသိုလ်တရားတွေဟောဒီစကားပြီးသွားရင်ငါရအောင်ကြိုးစားသွားမယ်လို့အစတည်းကဘုရားထပ်တာနဲ့လုံနာဝရိယနဲ့ငါတဏ္ဍာမှာကန့်နေတဲ့လောဘဒေါသမောဟမာနအကုသိုလ်ကိလေသာတရားတွေဟောဒီတရားစကားမှာမှတ်တဲ့မဟာတတိပဒဝိပဿနာတရားနဲ့မှတ်တိုင်းမှတ်တိုင်းမှာညာညာကနေပါရော့ကုန်သွားတာမဟုတ်ပြီပဲလို့နေပါရော့သွားသူတော့ဖြစ်အောင်တော့အတူပြီးမပြန်နဲ့စာနာကလေးကတောင်းတင်းထပ်တန်ဝရိယနဲ့သွားပါလာပါအဲ့ဒါကအကုသိုလ်နောက်ငါတဏ္ဍမှာယုံတရားနာတရားရဲ့ဖြစ်ပျက်ကိုသိတဲ့ဉာဏ်စားတဲ့ဝိပဿနာဉာဏ်ဒီငါသိအောင်ရအောင်အာထုပြီးမှပြန်မယ်လို့အစာတွေကအာရတဝရိယလို့ခေါ်တဲ့လုံနာဝရိယထပ်တန်စွာနဲ့အာထုမှတရားတွေ့မယ်အရေးမကြီးဘူးလားဘယ်သူအတွက်လဲဘယ်သူအတွက်လဲခေါ်နိုင်ကြီးတို့88တော့ဆန္ဒပြတော့အရေးကင်းပါလေ။အော်ရတယ်ဘယ်သူအတွက်ပြည်သူအတွက်ဟလား။ရှိရပါဘယ်သူအတွက်လဲပြည်သူအတွက်မာစိတ်တက်လဲတန်လေးစိတ်တက်ဟလား။အော်ခဲ့ကြတာလေ။ကိုတော်လဲဒါတွေအသက်တွေလည်း50ခေါ်ဆိုအိုသွားပြီဒါတွေသွားလို့မရတော့အခုလည်းပဲမာစိတ်တက်လဲတန်လေးစိတ်တက်ဘယ်သူအတွက်လဲမိမိအတွက်အဲ့ဒါပြောချင်တာပါ။ဟိုတန်တာတွေပြောချင်တော့မဟုတ်ပါဘူး။ဟိုမှာတော့ပြည်သူအတွက်မအော်ခဲ့ဘူးလားဒီချိန်ထမော်နဲ့ကောလည်းကြီးထွက်မယ်ဆိုတော့မိချစ်ကရှင်တော့နောက်ကလည်းပြောရှင်တော့နဲ့လောက်ပါတော့ဘုံဘုံဆိုလည်းထွက်မယ်ဆိုလည်းနောက်ကအမေရတော့ဆရာတော်လုံးတဲ့လားဆိုတော့အဲ့တော့တို့တွေဥကြောင်တွေလုတ်ခဲ့တာတွေအများကြီးပဲဒီအချိန်ကျတော့အဲ့တော့ဥမအိုဒီအချိန်မှာတော့တရားအပ်ရင်အခုနကဟာလေးတကယ်ကောင်းတယ်လို့ရည်စရာပြောတာမဟုတ်ဘူးဟုတ်လားဘာစိတ်ဓာတ်လဲတန်မဏိစိတ်ဓာတ်ဟုတ်တယ်မလားငါအကုသိုလ်ကိလေသာတွေကိုဒီတရားစကားပြီးပင်နိုင်တော့ပင်အောင်ငါကြိုးစားပါမယ်ငါတဏ္ဍမှာယုံနာဖြစ်ပြစားတဲ့ယုတ်ပဲနာမည်ကွဲတဲ့ဝိပဿနာဉာဏ်တွေအများကြီးပေါ့တော့ရတဲ့တော့ရအောင်တော့ငါကြိုးစားအားထုတ်ပါမယ်အဲ့တော့အားထုတ်တဲ့အချိန်မှာပြင်းနေပြီအိတ်ချင်နေပြီဟုတ်လားဝေဒနာတွေတက်လာတော့ခါနဲ့မကြည်မတတ်တွေဖြစ်လာပြီဆိုရင်ကိုယ့်အကိုပြန်ပြီးတော့စိတ်ထဲမှာဘယ်သူအတွက်လဲဟုတ်သလားဘယ်သူအတွက်လဲမိမိအတွက်ပဲဘာစိတ်တက်လဲတမဏိစိတ်တော့ပြောတာပဲပြီးလဲပြီးရောဘာစိတ်တက်လဲတမဏိစိတ်တက်တမဏိစိတ်တက်တော့မယုံနိုင်တော့ဗျာအဲဒါကြောင့်ထပ်တန်တဲ့ဝရိယနဲ့အရေးကြီးပါလေတရားအားထုတ်စာယောဂီရဲ့အရေးကြီးဆုံးချက်ဒီဝရိယတရားနဲ့သိခံဉာဏ်အရေးကြီးဆုံးပဲမပြည့်လို့လေစိတ်တရားပြတ်နေတယောက်တည်းကလည်းစိတ်ကိုမကြည့်မနဲ့တော့နေတာဒီစိတ်ကပြတ်နေတာဝေဒနာတွေတက်လာပြီဟာအိမ်မှာထိုင်လို့မနောင်ကွာမကြိုက်ဘူးအခုတော့နောင်လိုက်ကြိုက်နေတာပြိဿရဲ့အဲ့ဒါဆိုရင်ဒေါသနဲ့ပဲနမန်းလုံးရဲ့အချိန်ကုန်သွားတယ်ဒါကြောင့်အာတုကသာယောဂီရဲ့အတွက်ပြင်းထန်တဲ့ထက်သန်တဲ့ဝရိယနဲ့ခန္ဓာပေါ်မှာသီးခံနိုင်တဲ့စိတ်ဓာတ်တွေတရားမြန်တွေ့ဖို့ပဲရပြီလားဟောဒါဆိုရင်ယုံကြည်ကြံမှာဖြောင်းစွာစိတ်ဓာတ်ကြိုးစားတွင်နံပါတ်5ကပါတယ်လေနံပါတ်5ပညာဟောတိတဲ့ပြိဿရဲ့ဉာဏ်ပညာလည်းပြည့်စုံရမယ်ဘာနဲ့ပြည့်စုံရမယ်ဉာဏ်ပညာဆိုတာလောကီဉာဏ်ဖြစ်မလားလောကုတ္တရာဉာဏ်ဖြစ်မလားလောကုတ္တရာဉာဏ်ဥဒယတာဂာမိနိယပညာယတမနာကတောတဲ့ယုံနာတို့ရဲ့ဖြစ်ပြသွားတဲ့ဉာဏ်သဘောလေးကိုသိတဲ့ဉာဏ်ပညာတော့ရှိကိုရှိရမယ်ဖောင်းယုံလေးမှတ်လိုက်တယ်ဖောင်းနေဆိုတဲ့ယုတ်တရားလေးကတခါနဲ့ဖောင်းပြီးတော့ဖြစ်ပြသွားအတိယုတ်တရားပေါ်လာပေါ်တဲ့အတိယုတ်တရားလည်းဖြစ်ချင်းလည်းဖြစ်ပြသွားပိန်ပြီးတော့ဖြစ်ပြသွားအဲ့တော့ခဏခဏဘုံဘုံယုတ်ကလည်းအဟောင်းပြောင်းတော့အသစ်ပေါ်သည်
ပေါ်တဲ့အသက်အဟောင်းဖြစ်သည်ဒီသဘောလေးပေါ့ရုပ်ဟောင်းတွေကတခါတည်းမှန်ရဲ့မှန်တဲ့ဖြစ်ပြသွားတာကိုသိလိုက်တယ်ရုပ်သစ်တွေပေါ်လာတာကိုတခါပြန်သိတယ်အစိတ်ဆိုတဲ့စိတ်ဟောင်းတွေကဖြစ်ပြသွားတယ်စိတ်သစ်တွေပေါ်လာတာကိုသိလိုက်တယ်ဆိုတော့အဟောင်းပြောင်းတော့အသက်ပေါ်သည်ပေါ်တဲ့ရုပ်သစ်စိတ်သစ်တွေအောင်အကြာကြီးလားခဏလေးလားအဟောင်းပြောင်းတော့အသက်ပေါ်သည်ပေါ်တဲ့အသက်အဟောင်းဖြစ်သည်ပေါ်တဲ့အသက်ကလည်းချက်ချင်းပါဖြစ်သွားတယ်ဖြစ်ပြသွားတာပဲတဲ့ပြီးတော့မှဟောင်းလေးရဲ့သစ်လေးရဲ့ပြောင်းဆက်ခါတီငါမဟုတ်နာယုတ်မှန်ပြီသည်အိုးကြည်စမ်းငါရဲ့ယုတ်တရားနာတရားကြီးကိုဘာတတိပဒံတရားနဲ့သိကြမှတ်လိုက်တဲ့အခါကျတော့အဟောင်းယုတ်တွေစိတ်တွေပြောင်းအသိယုတ်တွေစိတ်တွေပေါ်အသိယုတ်တွေစိတ်တွေကလည်းချက်ချင်းပဲဖြစ်ပြသွားပြီးတော့စက္ကန့်တိုင်းစက္ကန့်တိုင်းယုတ်နဲ့နာမဲရှိတယ်ရုပ်နဲ့နာနဲ့စက္ကန့်နဲ့စက္ကန့်နဲ့ဖြစ်ပြီးပြတ်တဲ့သဘောပဲရှိတယ်။မြေတာခိုင်တာကောင်းတာဘာမှမရှိပါလား။ဒါကြောင့်ဟောင်းလေးရဲ့သင်လေးရဲ့ပြောင်းဆက်ခါတီငါမဟုတ်နာယုတ်မှန်ပေသည်တဲ့။တကယ်တော့ငါတို့ရဲ့ယုတ်နာခန္ဓာကြီးဟာယုတ်ကောင်းစိတ်ကောင်းယုတ်တဲ့စိတ်တွေပဲအလဲကျပြောင်းပြီးတော့ဖြစ်နေတာပဲပြတ်နေတာပဲငါသူယောက်ျားမိန်းမမရှိပါလားဆိုတဲ့အဲ့ဒီယုတ်နာဖြစ်ပြတ်ဉာဏ်ကိုသိသွားရင်တော့အဲ့ဒီဉာဏ်ဒီတစိတ်တစိတ်မြင့်နေဝိပဿနာဉာဏ်ကလေးမဉဏ်40ဘုံဉာဏ်40ရလို့နိဗ္ဗာန်ချမ်းသာအထိအထောက်ပံ့ဖြစ်ပါလိမ့်မယ်အဲ့ဒါကြောင့်ဖြစ်ပြမြင်တဲ့ဉာဏ်လောက်တော့ရအောင်အားထုတ်တဲ့ဖြစ်ပြမြင်သွားရင်လောကမှာရှိနေတဲ့ဒေါသအခြေခံနဲ့မာနအခြေခံနဲ့လောဘအခြေခံနဲ့အကုန်လုံးသောကိလေသာတွေကတဖြည်းဖြည်းများရကနေနေရကပါသွားလိမ့်မယ်တဲ့ဗျာဒါဆိုရင်ဒုတိယနာပရိသတ်ဘယ်နှချက်ရှိသွားပြီလဲပြန်ဆိုမင်းယုံကြည်ကြမ်းမှာဖြောင်းစွာစိတ်ထားကြိုးစားတွင်ဖြစ်ပြမြင်ငါအင်အားထုတ်ကြောင်းမိမိရတဲ့ယုံတရားနာတရားပေါ်မှာကာယဝေဒနာစိတ်ဓာတ်မှာတတိပဋ္ဌာန်တရားနဲ့ကြိုးစားအားထုတ်တဲ့ယောဂီတန်ရင်ပြိဋ္ဌာယေအဲ့ဒီအားထုတ်သူမှန်သမျှပြည့်စုံရန်အင်္ဂါ၅ချက်ပြည့်စုံဖို့လိုပါတယ်အလုံးနားလည်ပြီမို့လားဘေကဝေပြိဋ္ဌာလေးပါးချက်သားချက်သမီးတို့ပြေဇပဒာနိယင်္ဂာနိပြေဇပဒာနိယင်္ဂာနိဝိပဿနာတရားရှုမှတ်ပွားများအားထုတ်တဲ့ယောဂီပြည့်စုံရမယ်အင်္ဂါရက်တို့သည်ဣမာနိခောပြေဇဤငါးမျိုးတို့ပါသည်ဣတိသောဘဂဝါဘုံတော်6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်အဝဇာကရုဏာရှိသောမေတ္တာအဖြင့်မိန့်ကြားတော်မူခဲ့ပါပေသတည်း